ဦးဇင်းတို့ဒီကနေ့ညဒီညမြောက်ဖြစ်ဖြစ်ပိဿပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရဲ့တရားတော်များကိုဆက်လက်ပြီးတော့နာယူကြည်ညိုကြရအောင်သာသနာတော်နှစ်2555ခုကောဇာတိကိ1383ခုတော်သလင်းလဇန်9ရက်နေ့ညရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်တရားလေးလမ်းဝသာသနာရေးဝန်ကြီးဌာနနယ်စပ်နဲ့တောင်တန်းဒေသသာသနာပြုသင်တန်းကျောင်းစဗူတိရိဗိမာန်တော်ကြီးမှာဦးဇင်းတို့ဒီကနေ့လေးညမြောက်ဖြစ်ဖြစ်တရားပွဲဖြစ်မြောက်ရေးမတ္တိလူဒန်းထားကြတဲ့မိဘများဥထိပ်ပန်ဆင်၍ဥခင်မောင်ဇော်ဒေါ်လှိုင်းတန်တာဟံသမီးမယရဏဦးသားမောင်စိုးမင်းဟိန်းဦးအောင်မင်းစိန်ဒေါ်တင်တင်ကြည်မိသားစုဥတင်ရှိန်ဒေါ်ခင်ထားကြည်မိသားစုကိုစောမျိုးလွင်မအေးအေးမြိုင်မိသားစုကွယ်လွန်သူဥတင်ရှိန်အားရည်စူး၍ကြံရစ်သူမိသားစုဥယေကဲဒေါ်လူလူလွင်သမီးမတ်ကျေပွင့်ဖြူမိသားစုရွှေအိမ်စီမိသားစုဥအောင်ချိုဝင်းဒေါ်မြတ်မြတ်မိုးမိသားစုတို့ရဲ့ဓမ္မဒါနကောင်းမှုကိုအကြောင်းပြုပြီးတော့ဒီကနေ့ညပါရမီ10ပါးတရားတော်စတုထညအဖြစ်ဖြင့်သစ္စာပါရမီနဲ့အဋိဌာဏပါရမီတဲ့ဘိဒ္ဓယေသူမိရာရှင်ယတိဇမန္တလူတတ္တဝါတို့ပူဇော်ထားကြတဲ့ဘုံကြီးပေါ်မှာထက်ဝက်ဖွဲခွေထိုင်တော်မူရင်းနဲ့ဖရာအဖြစ်ကိုပြုတတ်တဲ့တရားတွေဟာဘယ်လိုအရာတွေလဲလို့ပါရမီပဝိစေယဉာဏ်တော်ဖြင့်စူးစမ်းဆင်ခြင်ခြင်းကိုဦးဇင်းတို့အခြေခံထားပြီးတော့ပြောခဲ့တာဒီကနေ့ည9ခုမြောက်နဲ့10ခုမြောက်ပါရမီကိုရောက်လာပါပြီဟုတ်လားသစ္စာပါရမီနဲ့အဋိဌာဏပါရမီတဲ့ဦးဇင်းတို့စတင်ပြီးတော့နာကြားကြရအောင်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြားသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥကလေးတွေခြေထားကြကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသန္နရမရလောကကရုဝန္တိသူကတံဂတိဝိမု ṭ ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပေဇောတဝိဟတမောဟတမံအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မှောင်ကိုဖယ်ခွာတော်မူ၏ထသောသန္နရမရလောကကရုလူနာမြမတတဝါနန္ဒတို့၏ကြောက်ထီတန်တို့အလေးကရုပြုရာတဆူရီသောဆရာသခင်လည်းတော်မူပါ၏ထသောဂတိဝိမု ṭ ံဒေဝမနုဿာနိရယနှင့်ပေတတလိษံလာရရှိငါတန်သောဂတိတို့မှလီအထူးသဖြင့်ကင်းလွတ်တော်မူ၏ထသောသူကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားဗရမ ्या ကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မမှုယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏေဝနာမှာကာယဝစီမနောချီ၍သုံးဤဒွါရပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံးမိုးကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရား သစ္စာပါရမီတဲ့
ဝိစီနံတောတတာတေခိတတ္တမံသစ္စာပါရမိပုဗ္ဗကေဟိမဟေတိဟိအာတိဝိဒနိတိဝိတံဝိစီနံတောစူးစမ်းဆင်ခြင်သည်ရှိသောတတာထိုခါ၌ပုဗ္ဗကေဟိရှိ၌ဖြစ်ကုန်သောမဟေတိဟိဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်အာတိဝိဒနိတိဝိတံအမြဲမပြတ်မီဝဲအပ်သောတတ္တမံခုနှစ်ခုမြောက်ဖြစ်သောသစ္စာပါရမီသစ္စာပါရမီတော်မြတ်ကိုအတ္တခိန်တွေ့မြင်တော်မူခဲ့လေပြီဖျားဖြစ်ကိုပြုတတ်တဲ့တရားတွေဟာဒီ6ပါးမျှမကပေဘူးလို့ဆက်လက်ပြီးတော့စူးစမ်းရှာဖွေတော့ခုနှစ်ခုမြောက်သစ္စာပါရမီကိုတွေ့ပါတယ်တဲ့ဣမံတောတတ္တမန္တာဝတံလံကတ္တဝသမာတိယတထာအတွေဇာဝဆနောတံဘောဓိံပါပုနိတတိသူမေရာပန္တိတာအိုပညာရှိအမောင်သူမေတာတွန်သင်သည်တံဘောဓိံအရဟတမေဉာဏ်သဗ္ဗညုတဉာဏ်သို့ပတ်တုံရောက်ခြင်းကယတိကိစ္စတိအလိုယတိအိစ္စတိအကယ်၍အလိုရှိတဲ့ဆိုရင်တတ္တမံခုနှစ်ခုမြောက်ဖြစ်သောဣမံဤသစ္စာပါရမီကိုတန်လံကတ္တဝါမြဲမြံစွာပြု၍တမာတိယသောက်တည်ကျင့်သုံးပါလောတထာထိုသစ္စာတရား၌အတွေ့စာဝဆနောချိုယွင်းသောစကားမရှိသည်ဖြစ်၍တံမောရိအရဟတမေဉာဏ်သဗ္ဗညုတဉာဏ်တော်မြတ်ကိုပါပုနိတတိရောက်ရပေလတံဩပညာရှိအမောင်သူမေတာသင်ဖျားရှင်စေဧကံဖြစ်ခြင်းနဲ့ဆိုရင်ခုနှစ်ခုမြောက်သစ္စာဆိုတဲ့ပါရမီကိုမြဲမြဲမြံမြံကျင့်သုံးပါတဲ့တထအတွစ္စဝဆနောတဲ့နှစ်ခွစကားမပြောပါနဲ့ချွတ်ယွင်းတဲ့စကားကိုမဆိုပါနဲ့အဲ့ဒါလို့မှန်ကန်တဲ့သစ္စာစကားကိုပြောဆိုပြီးတော့သစ္စာပါရမီကိုပြည့်စုံအောင်ကျင့်သုံးမယ်ဆိုလို့ရှိရင်သင်ဟာအရဟတမေဉာဏ်သဗ္ဗညုတဉာဏ်ကိုရပါလိမ့်မယ်လို့အလောင်းတော်သူမြတ်ဟာသူကိုယ်သူဘာလုပ်လဲဆုံးမတယ်တဲ့အဲ့ဒီလိုဆုံးမတော့ဦးဇင်းတို့ဥပမာလေးနဲ့ဆုံးမတယ်ခုနှစ်ခုမြောက်ပါရမီဆိုတော့ဥပမာကလည်းခုနှစ်ခုမြောက်ပါရမီပေါ့နော်ရှိတုန်းကဆင်ញင်ခဲ့တဲ့ဒါနအစရှိတဲ့ပါရမီတော်6ပါးကိုဦးဇင်းတို့ပြန်မပြောတော့ဘူးနော်အေးသစ္စာပါရမီကိုအလောင်းတော်သူမြတ်ကဘယ်လိုဥပမာပေးပြီးတော့စဉ်းစားဆင်ခြင်တာလဲဆိုတော့ယထာပိဩတရိနာမတုလာဘူတောတတေဝကေတမေယေဥဒဝသေဝနာဝကမတိဝိထိတောတတိဝတွန်ပိသစ္စေတုမဟောကမတိဝိထိတောသစ္စာပါရမီတံခန္ဓဝသံဘောဓိံပါပုနိတတိသူမေရာပန္တိတာအိုပညာရှိအမောင်သူမေတာယထာပိဥပမာအားဖြင့်သဒေဝကိနနဲ့တကွာဖြစ်သောလောကီဟောဒီလောကကြီးမှာတုလာဗုဒ္ဓချိန်တွင်တပွဲဖြစ်၍ဖြစ်သောဩတရိနာမတောက်ရှုကျဲမြည်သည်တမေယေဆောင်းခါ၌တော်၎င်းဥဒုသေးဝမိုးအခါတွေခါတို့၌၎င်းဝိထိတော်မိမိရဲ့သွားမြဲလမ်းမှာနာဟောကမတိယထာဖေ၍မသွားတဲ့ကဲ့သို့တထေဝါထိုအတုတန်သာလျင်တွန်းသင်သည်သစ္စာပါရမိန်သစ္စေတုသစ္စာတရားတို့၌ဝိထိတော်သွားမြဲလမ်းမှာမာဟောကမတိဖေ၍မသွားပါလင်သစ္စာပါရမီတံသစ္စာပါရမီကိုခန္ဓဝါဖြစ်ခြင်းကဲ့သည်ရှိသောတွန်းသင်သည်တံဘောဓိယရတမေဉာဏ်သဗ္ဗညုတဉာဏ်တို့ပါပုနိတတိရောက်ရပေလတံဩပညာရှိအမောင်သူမေတာဟောဒီလောကကြီးမှာတဲ့တောက်ရှူးကျဲဆိုတာရှိတယ်တဲ့အဲ့ဒီတောက်ရှူးကျဲဟာချိန်ခွင်တပွဲဖြစ်၍တဲ့ဘယ်တော့မှမတိမ်ဘူးမဆောင်ဘူးနှွေကမှာပဲဖြစ်ဖြစ်မိုးကမှာပဲဖြစ်ဖြစ်ဆောင်းကမှာပဲဖြစ်ဖြစ်သူ့ရဲ့သွားမြဲလမ်းကနေနည်းနည်းလေးမှဖယ်ပြီးတော့သွားတဲ့သဘောမရှိဘူးဒီလမ်းကြောင်းလေးတိုင်းသွားတာပဲလောကကြီးကဘယ်လိုပြောင်းလဲနေနေလောကကြီးကဘယ်လိုဖောက်ပြန်နေနေ
ဘသူတွေဘာဖြစ်နေနေသူကတော့ပုံမှန်ပဲသွားနေတာဘာကျေတဲ့တော့တောက်ရှူးကျေတဲ့တောက်ကြကျေလို့လည်းခေါ်ပါတယ်ဟုတ်လားအဲ့ဒီလိုချိန်ခွင်သပွဲအင်မတန်တက်မှတ်တဲ့တောက်ရှူးကျေဟာသူ့ရဲ့သွားမြဲလန်းကိုမဖယ်ဘဲနဲ့ပုံမှန်ကလေးအမြဲတမ်းဒီလမ်းကြောင်းကလေးကိုမစွန့်မဲနဲ့သွားတယ်လို့မျိုးသင်ဟာတဲ့သစ္စာဆိုတဲ့တရားကိုလမ်းကြောင်းမတိမ်ဆောင်းသေးပဲနဲ့အမြဲတမ်းမှန်မှန်ကန်ကန်ပြောဆိုမယ်ဆိုလို့ရှိရင်အရဟတမေဉာဏ်တပ်ပင်ညုတဉာဏ်ကိုရလို့ဖျားစင်စစ်ဧကံဖြစ်ပါလိမ့်မယ်တဲ့သစ္စာပါရမီကိုတောက်ရှူးကျေနဲ့ဥပမာပေးတာနော်အေးအဲ့ဒီတော့တောက်ရှူးကျေဟာသွားရလမ်းကြောင်းကိုမတိမ်မဆောင်းမဲနဲ့မဖယ်ဘဲနဲ့သွားတယ်လို့မျိုးသစ္စာတရားမှာမသွေဖီပဲနဲ့လမ်းကြောင်းတက်မှတ်စွာကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်သင်ဖျားဖြစ်လိမ့်မယ်တဲ့ဟုတ်ရဲ့လားအဲ့ဒီတော့ဦးဇင်းတို့ကသစ္စာပါရမီဆိုတာနဲ့ပတ်သက်ပြီးတော့ပြောစရာတွေကအများကြီးရှိတယ်ဗျာအများကြီးရှိပေမဲ့လို့ပါရမီတစ်ပါးကိုဦးဇင်းတို့45မိနစ်ကြာအချိန်ခွဲဝေထားပါတယ်ဟုတ်လားအေးအဲ့ဒီတော့သိတဲ့သိလိုက်တဲ့အရာလေးတွေကိုပဲရွေးချယ်ပြီးတော့ဦးဇင်းစိတ်ထဲမှာအရေးကြီးတဲ့ထင်တာလေးတွေကိုပဲရွေးချယ်ပြီးတော့ပြောသွားပါမယ်နော်သစ္စာတဲ့သစ္စာဆိုတာအမျိုးမျိုးရှိတယ်သစ္စာဆိုတဲ့စကားဟာပါဠိစကားဗမာလိုပြောတော့မှန်ကန်ခြင်းဟုတ်ရဲ့လားမှန်ကန်ခြင်းအဲ့ဒီသစ္စာအကျမ်းမြင်ကလေးဦးဇင်းတို့နည်းနည်းလေးအပြေးအလွှားကလေးပြောကြည့်ရသမုဒိသစ္စာတဲ့ကြားဘူးတယ်နော်သမုဒိသစ္စာဆိုတာကဒါယောက်ျားပဲဒါမိန်းမပဲဒါမောင်ဖြူပဲဒါမောင်နီပဲလို့အဲ့ဒါလိုဝါဟာရပြည့်ညတ်တင်ပြီးတော့ခေါ်ဆိုလို့ရအောင်သတ်မှတ်ထားတဲ့သမုတ်ထားတဲ့နာမည်တွေသမုဒိသစ္စာဒီယောက်ျားပုံသဏ္ဍာန်ရှိနေတဲ့ယောက်ျားတယောက်ကိုမိန်းမလို့ပြောမယ်ဆိုရင်မှန်မလားမမှန်ဘူးယောက်ျားပုံသဏ္ဍာန်ပေါက်နေတာကိုယောက်ျားလို့ပြောမှပဲမှန်မယ်အဲ့ဒါကြောင့်မှန်တဲ့အတွက်ကြောင့်သူကလည်းသမုဒိသစ္စာဆိုတဲ့အမည်ရတယ်အင်မတန်အရေးကြီးတယ်ဒီသမုဒိသစ္စာနယ်ကလည်းပဲသို့တော်သူကလည်းပဲလမ်းဆုံးကမ်းဆုံးကြီးထိမှန်တာတော့မဟုတ်ဘူးအဲ့ဒီယောက်ျားဆိုတာကြီးကိုပဲခေါင်းကိုလက်ညှိုးထိုးပြီးတော့ဒါယောက်ျားလားလို့မေးရင်အဲ့ဒါယောက်ျားမဟုတ်ဘူးအဲ့ဒါခေါင်းအဲ့ဒါဆပင်မွေးဟောဖြစ်ပြန်ပြီအဲ့ဒါကမျက်လုံးအဲ့ဒါကလက်ဟာအစိတ်စိတ်မှစိတ်လိုက်ရင်ယောက်ျားဆိုတဲ့နာမည်ပျောက်သွားပြန်တယ်လက်ဆိုတဲ့နာမည်လည်းပဲပျောက်သွားပြန်တယ်လက်ညှိုးကလေးဖြစ်သွားတယ်လက်သေးကလေးဖြစ်သွားတယ်အဲ့ဒီလက်သေးကိုပဲအမှုန်ထောင်းလိုက်ရင်အမှုန်အမွှားဖြစ်သွားပြန်ရောအဲ့ဒီတော့သမုဒိသစ္စာဆိုတာကလည်းပဲအခိုက်အတန့်ပဲမှန်တာမှန်တော့မှန်တယ်နော်အေးဦးဇင်းတို့ဒီလောက်ပဲရှင်းပြနိုင်မယ်ဗျာဟောဒီလူတွေဉာဏ်ရှိပါတယ်ဟုတ်လားနောက်ပရမတ္ထသစ္စာတဲ့ပရမတ္ထသစ္စာဆိုတာကမဖောက်မပြန်မှန်တာအဲ့ဒါကဦးဇင်းတို့အကျဉ်းမြင်အဖြစ်စိတ်စေတသိက်ယုတ်နိဗ္ဗာန်လို့ကြားဘူးတယ်မဟုတ်လားအေးသူကမဖောက်မပြန်မှန်တယ်ဘယ်လိုမှန်တုံးဆိုတော့စိတ်မှန်ရင်သိမယ်ယုတ်မှန်ရင်ဖောက်ပြန်မယ်နိဗ္ဗာန်မှန်ရင်ချမ်းသာမယ်ဒါဘယ်တော့မှမဖောက်ပြန်ဘူးအဲ့ဒါကိုပရမတ္ထသစ္စာဟုတ်ရဲ့လားနောက်ထပ်ဘာသစ္စာလို့ကြားဘူးသေးလဲအရိယသစ္စာအရိယသစ္စာဆိုတာကအင်မတန်ဖြူစင်မြင့်မြတ်ကြတဲ့သူတော်ကောင်းကြီးတွေထိုးထွင်းပြီးတော့သိသွားတဲ့သစ္စာတနည်းအားဖြင့်ပုထုဇဉ်နယ်ကနေအရိယာနယ်ကိုကူးပြောင်းတဲ့နေရာမှာသိသွားတဲ့သစ္စာ၄ပါးကိုအရိယသစ္စာလို့ခေါ်တယ်ဟုတ်လားအေးဘဝခန္ဓာတွေမှန်တယ်မြတ်ဘယ်ဘဝဘယ်ခန္ဓာပဲဖြစ်ဖြစ်ဒုက္ခကလွဲလို့တခြားဘာမှဖြစ်နေတာမဟုတ်ဘူးဒုက္ခမှလွဲလို့တခြားဘာမှချုပ်နေတာမဟုတ်ဘူးဆိုတဲ့ပထမဒုက္ခသစ္စာဆင်းရဲမှန်သမျှလူချင်းမမောခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တာကြီးပဲဆိုရတဲ့ဒုက္ခရဲ့အကြောင်းသမုဒယသစ္စာလောဘကိုပြောတာနော်ဒုက္ခဆိုတာကဒီခန္ဓာဒုက္ခကိုဖြစ်စေတာကလောဘချုပ်မှတကယ်ဒုက္ခချုပ်တာဒုက္ခချုပ်ခြင်းအစစ်ဆိုတာဒီပြင်နည်းနဲ့မချုပ်ဘူးလောဘချုပ်မှချုပ်တာအဲ့ဒါကនិရောဓသစ္စာဟုတ်ရဲ့လားအဲ့ဒီនិရောဓသစ္စာလို့ဆိုရတဲ့လောဘချုပ်ခြင်းဆိုတဲ့တရားကိုရအောင်အမှန်ကန်မြင်ခြင်းဆိုတဲ့တမ္မာဒိဋ္ဌိခေါင်းဆောင်နဲ့မ
မဲခင်၈ပါးကိုပွားများမှရတာဒီပြင်လမ်းကလျှောက်လို့အဲ့ဒီနိရောဓသစ္စာကိုမဆိုင်နိုင်ဘူးတနည်းအားဖြင့်ဒီပြင်နီးနဲ့ဒုက္ခမငြိမ်းနိုင်ဘူးဟုတ်လားမဲခင်၈ပါးကိုကျင့်သုံးခြင်းဆိုတဲ့အလုတ်ကလွဲလို့ကျင့်တဲ့နီးဘယ်အချိန်ဘယ်ဘဝဘယ်ကာလထိပဲလှုပ်ဒုက္ခမငြိမ်းပါဘူးဒုက္ခငြိမ်းတဲ့လမ်းဟာတလမ်းတည်းပဲရှိအဲ့ဒါဘာလဲဆိုတော့တမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဲခင်၈ပါးဟုတ်ရလားဒါကြောင့်သူ့ကိုဒုက္ခនិရောဓဂာမိနိပฏิပဒါဒုက္ခချုပ်ရာကိုသွားတဲ့လမ်းပါတဲ့ခုတရားဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒီလမ်းမလျှောက်ဖဲနဲ့ဒီပြင်လမ်းလျှောက်နေတာဆိုတော့ကိုရောက်ချင်တဲ့နေရာကိုမရောက်ဘူးအဲ့ဒီလမ်းကလုံးဝမလျှောက်ဘူးတော့လည်းမဟုတ်ပါဘူးဟုတ်လားကဲထားတော့အဲ့ဒါကဘာလဲအရိယသစ္စာအကျဉ်းမြင့်ဦးဇင်းပြောသွားတာသစ္စာ၃မျိုးရှိပြီနော်သမုဒိသစ္စာပရမတ္ထသစ္စာအရိယသစ္စာနောက်ထပ်သစ္စာတစ်မျိုးရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဝစီသစ္စာတဲ့ဘာသစ္စာလဲတော့အေးအဲ့ဒီဝစီသစ္စာဆိုတာနှုတ်ရဲ့မှန်ကန်စွာပြောဆိုခြင်းဟောဒီသစ္စာပါရမီအရာမှာအဲ့ဒီဝစီသစ္စာကိုဆိုလိုတာဘေးအန္တရာယ်တွေနဲ့တွေ့မယ်ဆိုတော့လည်းပဲမမှန်သောစကားကိုတော့ငါမပြောဘူးတွေ့ခြင်းနဲ့ဘေးတွေ့ပါစီချမ်းသာဒုက္ခတွေနဲ့ဝေးမယ်ဆိုတော့လည်းပဲချမ်းသာတွေနဲ့ဝေးခြင်းဝေးပါစေမမှန်သောတရားကိုတော့စကားကိုတော့ငါမပြောဘူးမချမ်းသာခြင်းနေပါစီမမှန်တာမပြောဘူးဆင်းရဲခြင်းဆင်းရဲပါစီမမှန်တာကိုမပြောဘူးဆိုပြီးတော့နှုတ်ကိုမှန်ကန်စွာပြောဆိုခြင်းဆိုတဲ့ဝစီသစ္စာမှာတည်ပြီးတော့ကျင့်သုံးမယ်ဆိုရင်သစ္စာပါရမီကိုဖြည့်နေတာတဲ့ဟုတ်ရလားအဲ့တော့ဦးဇင်းတို့ကဒီကနေ့ညသစ္စာပါရမီနဲ့ပတ်သက်ပြီးတော့ပြောတဲ့နေရာမှာဒီဝစီသစ္စာကိုပဲအကျယ်ချဲ့ပြီးတော့ပြောမှာဟုတ်ရလားအဲ့တော့ဝစီသစ္စာဆိုတာကဘယ်နှမျိုးရှိတုံးဆိုတော့၃မျိုးရှိပါတယ်တဲ့ဒါကိုဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့ဘဟုတုတရဖို့ရောလက်တွေ့ကျင့်သုံးဖို့ရောဆိုတဲ့ရည်ရွယ်ချက်နဲ့နားထောင်ရမယ်နော်ဝစီသစ္စာကျင့်သုံးရမယ့်သစ္စာတရားဘယ်နှပါးရှိတယ်၃ပါးရှိတယ်ဒီသစ္စာပါရမီအရာမှာဆိုလိုတာနော်နံပါတ်1တတ္တဟာပနသစ္စာတဲ့တတ္တဟာပနသစ္စာဆိုတာကဘာလဲဆိုတော့ကိုဖြစ်ချင်တာကိုပြောတဲ့စကားကိုယ့်ရဲ့အဖြစ်ပြက်ဟာမှန်ပါတယ်ဆိုပြီးတော့သူများယုံကြည်ဖို့အတွက်သစ္စာစကားပြောတာငါဒီလိုမလုပ်ပါဘူးဘာကြီးဖြစ်ရပါစေရဲ့ဟုတ်လားအဲ့ဒါလို့ငါဟာမှန်တဲ့လူတစ်ယောက်ပါတကယ်လို့မမှန်ခဲ့ဘူးဆိုရင်ဘာဖြစ်ပါစေရဲ့လို့ကိုပြောတဲ့စကားကိုသူများယုံကြည်စေခြင်းလို့ပြောတဲ့သစ္စာစကားတတ္တဟာပနသစ္စာနောက်သစ္စာကဘာလဲဆိုတော့အိဋ္ဌာပူရဏသစ္စာတဲ့အိဋ္ဌာပူရဏသစ္စာဆိုတာကအပြစ်ကင်းတဲ့ကိုယ့်ရဲ့လိုအင်ဆန္ဒတွေပြည့်ဝဖို့အတွက်သစ္စာဆိုတဲ့သစ္စာဖရာယတနာတရားယတနာတန်ခါယတနာသည်အမျက်ဆုံးဖြစ်ပါ၏ဤမှန်ကန်တဲ့သစ္စာစကားကြောင့်တတ္တဝါတွေချမ်းသာပါစေအဲ့ဒါအိဋ္ဌာပူရဏသစ္စာပြီးတော့အကျေပြောပြမယ်နော်နောက်ဆုံးသစ္စာကဘာလဲဆိုတော့ဦးဇင်းတို့မှုသာဝိရမဏသစ္စာတဲ့အဲ့ဒီသစ္စာ၃ပါးထဲမှာသူအရေးကြီးဆုံးပဲအဲ့ဒါကဘာလဲဆိုတော့မမှန်သောစကားကိုမပြောဘဲနဲ့မှန်သောစကားကိုသာလင်ပြောတဲ့ဝစီသစ္စာမှုသားကနေရှောင်ကျင်တဲ့သစ္စာပေါ့အဲ့ဒါဦးဇင်းတို့ဝစီသစ္စာကိုဘယ်နှမျိုးပြောလိုက်လဲ၃မျိုးပြောလိုက်တယ်ပထမသစ္စာကတတ္တဟာပနသစ္စာတတ္တဟာပနသစ္စာဆိုတာကသူတစ်ပါးမိမိရဲ့စကားကိုယုံကြည်စေဖို့အတွက်ပြောပြတဲ့သစ္စာအဲ့ဒါဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင်ပေတ္တတို့ကဒါအကျေပြောပြီနော်တတ္တဟာပနသစ္စာသူများယုံကြည်ဖို့ပြောတဲ့သစ္စာစကားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဇတ်တော်ထဲမှာဘာတွေ့ရလဲဆိုတော့ဘိသဇတ်ဆိုတာရှိတယ်ဘိသဇတ်အချင်းချုပ်ကလေးပြောပြမယ်နော်တတ္တဟာပနသစ္စာကိုသဘောပေါက်စေဖို့အဲ့ဒီဇတ်တော်မှာဦးဇင်းတို့ဘုရားလောင်းကြီးကမဟာကင်္စနသတို့သားဆိုပြီးတော့ချမ်းသာကြွယ်ဝတဲ့အမျိုးမှာသွားဖြစ်တယ်အဖေမေတွေတည်ဆုံးသွားတော့ညီက6ယောက်ရှိတယ်ညီမလေးက1ယောက်ရှိတယ်
အခိုင်းအစီလင်မယား2ယောက်ကိုပါခေါ်ပြီးတော့မိတ်ဆွေ1ယောက်ကိုပါခေါ်ပြီးတော့တောထွက်သွားတာဗျာတောထဲရောက်တော့တို့တရားနှလုံးကျင့်သုံးကြမယ်အချင်းချင်းအကြောင်းမရှိရင်စကားမပြောကြဆိုပြီးတော့အဲ့ဒီမှာတရားနှလုံးကျင့်သုံးဖို့အချိန်ပိုရအောင်လို့အစာရှာတာတောင်မှတရက်မှာ1ယောက်ပဲရှာအဲ့ဒီ1ယောက်ကကြံတဲ့10ယောက်စာအတွက်ပါရှာရတယ်ကြံတဲ့10ယောက်ကနေတိုင်းအေးအေးချမ်းချမ်းအလုပ်လုပ်ရတယ်တရက်မှာ1ယောက်ပဲအစာရှာတာအလှည့်ကြပေါ့နော်အဲ့ဒါအမျိုးသမီးတွေကအစာမရှာပါဘူးအမျိုးသားတွေအစာရှာပြီးတော့အကြောင်းမရှိရင်1ယောက်နဲ့1ယောက်မတွေ့ဘူးအဲ့ဒါသူတို့သတင်းသုံးတဲ့နေရာမှာလဲရေကန်ကြီးရှိတယ်အဲ့ဒီရေကန်ကြီးရဲ့ဘေးမှာလဲကြောက်ဖြာကြီးရှိတယ်အဲ့ဒီကြောက်ဖြာပေါ်မှာအစာရှာတဲ့လူကအာဟာရရှာတဲ့လူက17ပုံပုံပြီးတော့ကိုယ့်အပုံလေးစားကျင်တဲ့ချိန်လာယူပြီးတော့စားကြတာအဲ့ဒါလို့ကိုအေးအေးချမ်းချမ်းနေနေတာအဲ့ဒါနောက်တော့အဝေးကြီးအစာရှာသွားရတာအလုတ်ပြစ်တယ်ဆိုပြီးတော့အဲ့ဒီကြာကန်တွေကကြားဆွေတွေပဲသူတို့တူပြီးတော့ဝေပြီးတော့စားကြတာအဲ့ဒါတရားမင်းကအင်မတန်ပြင်းထန်တဲ့အကျင့်တွေကိုကျင့်တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်သူ့စီထိရိုက်ခတ်တဲ့အတွက်ကြောင့်ဘာတွေကိုလူကျင်လို့ဒါတွေလုံနေတာလဲဆိုတာသိအောင်စုံစမ်းနေတဲ့တရားမင်းကအဲ့ဒါဘယ်လိုစုံစမ်းလဲဆိုတော့ဦးဇင်းတို့ဘုရားလောင်းမဟာကင်္စနသတို့သားရမဲ့ဝေဘုံစုကိုပထမ1ရက်ဖွက်ထားတာအဲ့ဒါဘုရားလောင်းကြီးကလာပြီးတော့သူစားတဲ့အချိန်လာတော့သူစားတယ်ဟာမရှိဘူးအဲ့ဒါဘယ်သူမှစိတ်မတူဘူးတဲ့ဗျာမေးလျော်လို့ငါအတွက်မထားတာနဲ့တူတယ်ဆိုပြီးတော့ဘာမှမပြောဘူးအဲ့ဒါသူ့ရဲ့သင်္ကန်းကြောင့်လေးတဲ့သွားပြီးတော့တဏီကုံဒီတိုင်းလေးနေလိုက်တာပဲဒုတိယရက်တရားကဆက်ဖွက်ထားတယ်ဘာမှမပြောဘူးတတိယရက်ဆက်ဖွက်ထားတော့ဘုရားလောင်းကတတိယရက်ထိငါအတွက်ဝေဘုံညမရတာထောက်တော့မေ့တာမဖြစ်နိုင်ဘူးငါမှာတစုံတရာအပြစ်ရှိလို့ငါအတွက်တစုံတရာမကျေနပ်လို့အစာမထားတာနဲ့တူတယ်အဲ့ဒီတော့ gain အလုံးလာကြစုဝေးပြီးတော့ငါအစာမရတာ3ရက်ရှိပြီတဲ့အဲ့ဒီတော့ငါရဲ့အစာမထားကြဘူးလားဟာထားပါတယ်အရှင်မြတ်ထားပါတယ်အဲ့ဒီလိုပြောတော့ထားတယ်ဆိုလို့ရှိရင်ငါလည်းမရတာသိကြတယ်အဲ့ဒါလို့ဆိုရင်ဒိုထဲမှာတခိုးရှိပြီတဲ့အဲ့တော့အားလုံးနားတွေကိုပိတ်တယ်မကြားနိုင်ဘူးတကယ်သူတော်ကောင်းကြီးတွေကြီးပဲလေအဲ့ဒီလိုဖြစ်တဲ့အချိန်မှာကျန်တဲ့လူတွေကလည်းမခံနိုင်ဘူးမခံနိုင်တော့ညီအကြီးဆုံးကဘာပြောတုံဆိုတော့အကိုကြီးတဲ့ကျွန်တော်မျိုးကြီးမယူတဲ့အကြောင်းကိုသစ္စာစကားနဲ့လွတ်မြောက်ခွင့်ပေးပါတဲ့ကဲအဲ့လိုဆိုမင်းသို့ပြောအဲ့ဒီလိုပြောတော့အကြီးဆုံးညီကသစ္စာဆိုတယ်တဲ့ဒါသူပြောတဲ့စကားကိုသူ့ကိုယုံကြည်စေခြင်းလို့ဆိုတဲ့သစ္စာနော်ဘာတွေညာတွေရခြင်းလို့မဟုတ်ဘူးအကိုကြီးတဲ့အကိုကြီးရဲ့ကြာစကိုကျွန်တော်မျိုးကြီးမယူပါဘူးတဲ့တကယ်လို့ယူခဲ့မယ်ဆိုလို့ရှိရင်ဖြစ်လေရာဘဝမှာသားနဲ့မယားနဲ့စီစိမ့်နဲ့ချမ်းချမ်းသာသာကာမဂုဏ်တွေပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်ပါရစေလို့ကျင့်စာဆိုတဲ့ဒါလေးကလည်းနည်းနည်းတော့စဉ်းစားစရာပေါ့နော်ကာမဂုဏ်နဲ့ပြည့်စုံခြင်းသည်မွေပွေးမွေဟောက်အကြိုက်ခံရခြင်းနဲ့ဆိုတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တူပါရဲ့ခုတရားဓမ္မတို့ဦးဇင်းတို့လူတွေကျင့်စာဆိုတော့ဘလို့ဆိုတာတော့မိုးကြိုးပြစ်ခံရပါစေရဲ့ဟုတ်လားဟင်ပြောတယ်မဟုတ်လားအဲ့လိုပြောတယ်မဟုတ်လားဟင်တချို့ဆိုရင်မပွေးကြိုက်ခံမရစေရဲ့ဦးဇင်းတို့တောတွေတော့အဲ့လိုဆိုတာပဲရန်ကုန်တော့ဘလို့များကျင့်စာဆိုလဲမသိဘူးဟင်ခုသူကလည်းအဲ့ဒီအဓိပ္ပာယ်မျိုးနဲ့ကြာသွယ်ကိုယူခဲ့မယ်ဆိုလို့ရှိရင်ဖြစ်လေရာဘဝကာမဝတ္ထုပစ္စည်းအစုစုနဲ့ပြည့်စုံပြီးတော့ကာမကိုတွေ့တာမြင်လို့ကာမကနေမစွန့်ခွာနိုင်တဲ့လူတယောက်ဖြစ်ပါရစေတဲ့အဲ့ဒီလိုပြောတဲ့ကြံတဲ့လူတွေကဟာဒီကျိန်စာပြင်းထန်လွန်းနေတဲ့မကြားနိုင်ဘူးတဲ့ဗျာခင်ဗျားတို့ကျုပ်တို့အတွက်ကတော့ယုံနှန်းစကားတွေလားလို့အောင်းမေ့เสียရပေါ့နော်တရားဓမ္မတို့ဦးဇင်းတို့ကတော့ဓာရီကြခြင်းလို့ကိုအတင်းလိုက်နေရတာကိုသူတို့ကဓာရီကိုပဲအပြစ်ဘေးကြီးလို့အောင်းမေ့ပြီးတော့ကျိန်စာထဲထည့်ထားတာအဲ့ဒီလိုပြောတော့ဘုရားလောင်းကမင်းကျိန်စာပြင်းထန်လွန်းနဲ့မင်းပြောတဲ့စကားငါယုံနဲ့မင်းသေးကြပေါ့မယူတော့ဘူးတဲ့အဲ့ဒါနောက်လူတွေကလည်းအဲ့ဒီအဓိပ္ပာယ်မျိုးလေးတွေနဲ့ခက်ဆင်ဆင်တစ္ဆာဆိုတာနော်ဟိုနှမလေးတစ္ဆာဆိုတာကဘလို့ဆိုတော့ဆိုတော့တကယ်လို့မြန်ကြာဆွဲကိုယူခဲ့မယ်ဆိုရင်တဲ့မိဘရဲ့ခေါင်းကြီးဖြစ်ပြီးတော့တကိုးအာနာတွေကြီးပြီးတော့စီးစိမ်ဥစ္စာတွေနဲ့ပြည့်စုံတဲ့တကယ့်ကိုအမျိုးကောင်းသမီးကြီးဖြစ်ပါရစေတဲ့မိဘရဲ့ခေါင်းကြီးဖြစ်ပါရစေတဲ့သူဆိုတဲ့ကျင့်စာကတမျိုးပဲဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ဘုရားလောင်းကြီးကလည်း
မင်းတို့ကအဲ့လူကြီးဆိုးနေတာဆိုတော့မနောက်ထပ်ဆိုတာလေးတစ်ခုပါသေးတယ်အဲ့ဒါဦးဇင်းတို့လည်းမกินဘူးအဲ့ဒါရုပ်ကစိုးကလည်းအဲ့ဒီနာမှာရှိတယ်အဲ့ဒီနာမှာမြောက်တကောင်ကလည်းရှိတယ်သူတို့ကလည်းသူတို့ကိုတန်တရားဖြစ်မှလားလို့ကြောက်ပြီးတော့ဝင်ပြီးတော့သစ္စာဆိုတာအဲ့ဒါရုပ်ကစိုးကသစ္စာဆိုတာတော်တော်အံ့ဩစရာကောင်းတယ်ဒီကြားဆွဲကို तू လည်းမယူပါဘူးတဲ့ तू တကယ်လို့ယူခဲ့မယ်ဆိုရင်အင်မတန်ကြီးတဲ့ရွာကြီးတွေရွာမှာကျောင်းကြီးကလည်းပြဲလို့သိပ်ပြီးတော့ဘုံကြီးတဲ့ဘုံကြီးတစ်ပါးဖြစ်ပါရစေတဲ့ဟုတ်လားတခါကြီးမိုင်းမြရွာကြီးကလည်းကြီးကြီးဘုံကလည်းကြီးတယ်ကျောင်းကြီးကလည်းပြက်နေတယ်ဆိုတော့ तू ဘာလုပ်မတော့ဒီအကြောင်းပြင်ပြီးတော့ဒီလိုနဲ့အိုးသေးရမှာပဲလေဟုတ်လားအေးထားပါတော့အဲ့ဒီမှာနောက်ဆုံးဦးဇင်းတို့ဘုရားလောင်းကြီးကလည်းဘာပြောတုံးဆိုတော့မင်းတို့မယူတာသေးကြပြီအဲ့ဒီလိုဆိုတော့ငါကပဲမပြောက်ဖဲနဲ့ပျောက်တယ်လို့ပြောတယ်လို့ဖြစ်နေတယ်ငါလဲကျင်စာဆိုမှဖြစ်မယ်တဲ့ကဲ तू လည်းတွေးတတ်တယ်နော်အဲ့ဒါနဲ့ဘုရားလောင်းကဘယ်လိုပြောတုံးဆိုတော့ငါမပြောက်ဖဲနဲ့ပျောက်တယ်လို့ပြောခဲ့မယ်ဆိုလို့ရှိရင်ဖြစ်လျာဘဝမှာကာမတွေနဲ့ပြည့်စုံပြီးတော့သားတွေသမီးတွေနဲ့ပျော်ပြီးတော့သေတာတောင်မှကိုယ့်ရဲ့ဆွေတွေမျိုးတွေကိုသားသမီးတွေကြားထဲမှာသေပါရစေတဲ့ကိုယ့်ရဲ့အတန်ဝိုင်းတန်ရောစင်တွေကြားထဲမှာသေရတာဟာအသေးစိုးလို့ယူဆပြီးတော့ကျိန်စာဆိုတာဒီကျိန်စာအများကြီးအဓိပ္ပာယ်ရှိတယ်ဗျဟင်တခါကြီးဒီမိုင်းမြခုတခါမှတို့ဦးဇင်းတို့တွေကတော့ဟင်းဘယ်သူမလာသေးလို့သားလေးမလောက်သေးလို့သမီးလေးမရောက်သေးလို့အသက်ကထွက်ကိုမထွက်နိုင်ဘူးတောင်ပြောတန်ကြားရတယ်တချို့ဆိုရင်ဟုတ်လားစောင့်နေတာမျောနေတာပြီးတော့ဘယ်ရောက်မှလဲတော့မသိဘူးအဲ့ဒီလိုမျိုးအဲ့ဒါဘိသဇတ်ကိုပြောတာကိုယုံကြည်စေခြင်းလို့ဆိုတဲ့သစ္စာစကားတတ္တဟာပနာသစ္စာဒီခေတ်လည်းသုံးပါတယ်ဗျဦးဇင်းတို့ကဘာဦးကစပြီးတော့မဟာသမတမင်းတွေကနေပြီးတော့ဆင်းသက်လာတဲ့မင်းတွေသမတတွေကျမ်းသစ္စာကျင့်ဆိုတာကြားဘူးတယ်မဟုတ်လားတိုင်းသူပြည်သားရဲ့အကျိုးကိုစွမ်းစွမ်းတမန်ဆောင်ရွက်ပါမယ်ဆိုပြီးတော့ကျမ်းသစ္စာကျင့်ဆိုကြတာလေအဲ့ဒါတတ္တဟာပနာသစ္စာမျိုးပဲတဲ့ဟုတ်လားအေးဒါဘဟုတုတပြောပြတာနော်အဲ့ဒါအလောင်းတော်သူမြတ်ကြီးတွေတခါတရံလိုအပ်ရင်ဒီသစ္စာကိုလည်းအသုံးပြုတယ်ကျင့်သုံးတယ်တတ္တဟာပနာသစ္စာကိုဒီလောက်နဲ့တော်ကြရအောင်နောက်ဦးဇင်းတို့အိဋ္ဌာပူရဏသစ္စာတဲ့အိဋ္ဌာပူရဏသစ္စာဆိုတာကကိုအလိုရှိတာတွေပြည့်စုံဖို့အတွက်မှန်ကန်တဲ့စကားတစ်ခုကိုအခြေပြုပြီးတော့ဆိုတာအဲ့ဒီသစ္စာကတော့အသုံးများတယ်ဗျာခုတက္ကရာမတို့ဦးဇင်းတို့အင်မတန်တွင်ကျဲတဲ့သစ္စာဆိုတယ်ဆိုတာအဲ့ဒါပဲဟုတ်လားငုံမင်းသစ္စာဆိုတာကြားဘူးတယ်မဟုတ်လားကြားဘူးတယ်နော်ငါမှအဖေမေတွေကလည်းပြစ်ပြေးပါပြီဟုတ်လားအတောင်တွေကလည်းမပေါက်သေးပါဘူးခြေထောက်လေးတွေကလည်းနုနုလေးတွေရှိပါသေးတယ်ဒါကြောင့်မီးကြီးရပ်ပါဟုတ်ရဲ့လားအဲ့ဒါဝတ္တသုတ်တံဆိုပြီးတော့ရှိတယ်မဟုတ်လားဟင်ရှိတယ်နော်အင်္ဂုလိမာလာသုတ်တံတို့သစ္စာဆိုတာငါသိတတ်တဲ့အေးငါဖခင်ရဲ့အဆုံးအမကိုရတဲ့အချိန်ကစပြီးတော့ငါသူတစ်ပါးအသက်ကိုမတတ်ပါဘူးဒါကြောင့်ဒီကိုဝင်ဆောင်မိခင်ဒီသားသမီးဒီမိခင်ချမ်းသာပါစေမှန်တာကိုအခြေတည်ပြီးတော့သစ္စာဆိုတာအိဋ္ဌာပူရဏသစ္စာဒီသစ္စာကိုတော့နည်းနည်းလေးဦးဇင်းတို့ပြောချင်တယ်နော်ဘာဖြစ်လို့တုံးဆိုတော့အာကိုတစ်ခုဖြစ်အောင်လို့ဒါနဲ့ပတ်သက်ပြီးတော့အဓိကအင်မတန်ထင်ရှားတဲ့သုဝဏတာမဇတ်ကြားဘူးကြတယ်နော်ဒီလူတွေသုဝဏတာမဇတ်မှာပိလိယခမင်းကြီးကမြားနဲ့ပြစ်လို့သုဝဏတာမမြားစိတ်မူးပြီးတော့ပိလိယခမင်းကခေါ်လာတော့ဒုက္ကုလနဲ့ပါရိကရောက်လာတော့သားရဲ့ရင်ဘတ်ကိုမအေကစမ်းကြည့်တယ်ငါသားအငွေကလေးရှိသေးတယ်မသေးသေးဘူးသစ္စာဆိုမယ်ဆိုပြီးတော့ငိုရင်းတန်းလန်းနဲ့သစ္စာဆိုတာခုနှစ်ချက်လုံးမပြောတော့ဘူးဗျာဦးဇင်းတို့ရဲ့ရင်ထဲထိအောင်ထိတဲ့သစ္စာစကားလေးတစ်ခုပြောခြင်းတယ်သားသမီးတွေလည်းပဲမှတ်သွားပါဘာပြောတယ်ဆိုတော့မအေတယောက်ကပြောတဲ့သစ္စာစကားငါဟာတဲ့ဟောဒီငါရဲ့သားသုဝဏတာမကိုငါအသက်ထက်ပိုပြီးတော့ချစ်ပါတယ်တဲ့ဤမှန်တဲ့သစ္စာစကားကြောင့်ငါသားလေးအသက်ရှင်ပါစေပိဋကရဲ့သားရဲ့သေရေးရှင်အတွက်သစ္စာဆိုးနေရတာနော်ပလီပလီတာပြောနေရမယ်အချိန်မဟုတ်ဘူးသူပြောတဲ့သစ္စာစကားကသူ့သားကိုဗါတဲ့တော့သူ့အသက်ထက်ပိုပြီးတော့ချစ်တယ်တဲ့ဒီမှန်တဲ့သစ္စာစကားကြောင့်ငါသားလေးအသက်ရှင်ပါစေအဲ့ဒါသုဝဏတာမဘယ်ညာဆောင်ပြီးတော့ပြောင်းအိတ်တယ်အဲ့ဒီတော့ဖေကြီးကလည်းအားတက်ပြီးတော့ငါလည်းသစ္စာဆိုမယ်ငါမှလည်းမှန်ကန်တဲ့သစ္စာစကားဆိုရရရှိပါတယ်ဖေတယောက်ရဲ့မေတ္တာကလည်းမညံ့ပါဘူးဗျဟုတ်လားခုကအမေမေတ္တာယူရထက်တယ်ဟုတ်လားအဖေကဘာပြောတော့ဆိုတော့
ငါသည်တဲ့ငါသားသူဝဏတမ္မကိုငါအသက်ထက်ပိုးပြီးတော့ချစ်ပါတယ်တဲ့ရှင်နိုင်တယ်နော်တခါကြီးဒီမိုက်မြဒါပေမဲ့အမေတွေကတော့ပါလေးတော့တာပုံရတယ်ဟုတ်လားအေးဘာပြောတုံဆိုတော့ငါအသက်ထက်ပိုးပြီးတော့ချစ်ပါတယ်တဲ့ဒါကြောင့်ငါသားသူဝဏတမ္မအသက်ရှင်ပါစေဆိုတော့မွေစိတ်တွေဟာအောက်ရင်ဘတ်ထိလျှော့ကြတယ်အမေမေတ္တာအဖေမေတ္တာပြိုင်မယ်ဆိုတော့အမေမေတ္တာနိုင်တာပေါ့ဗျဘာမှအထောက်ထားရှိလဲဆိုလို့ရှိရင်ဦးဇင်းတို့သောရိယတထေသားကြားဘူးတယ်မဟုတ်လားယောက်ျားကနေမိန်းမဖြစ်တယ်မိန်းမကနေပြန်ပြီးတော့ကစ္စည်းမထေကိုဝင်ချလိုက်တော့ယောက်ျားဖြစ်တယ်ယောက်ျားဘဝနဲ့မွေးတဲ့သားရှိတယ်မိန်းမဘဝနဲ့မွေးတဲ့သားရှိတယ်ဘယ်သားပိုချစ်လဲဆိုတော့မိန်းမဘဝမွေးတဲ့သားပိုချစ်တယ်တဲ့တယောက်တည်းကနေအတွေ့အကြုံနှမျိုးကိုရှင်းပြီးတော့ပြောတာတခါကြီးတွေတော့အာနာပါဟုတ်လားအေးထားတော့အဲ့ဒါသစ္စာအိဋ္ဌာပူရဏသစ္စာဟုတ်ရဲ့လားအေးနောက်ထပ်ဦးဇင်းတို့ဒီသုဝဏတာမှာအသက်ရှင်အောင်တတိယမြောက်သစ္စာဆိုတာကဘယ်သူလဲဘဟုတုံတရီနတ်သမီးလွန်ခဲ့တဲ့ခုနှစ်ဘဝမြောက်ကဘုရားလောင်းရဲ့အမေတော်ခဲ့တာနော်အေးသူ့ရဲ့သစ္စာကပိုးတော်မှစိတ်ထဲမှာခံစားရသေးတယ်ဘာပြောတုံဆိုတော့ငါသားသုဝဏတာမကိုချစ်ရမယ်အချစ်မျိုးနဲ့ငါဘယ်သူကိုမှမချစ်ဘူးပါဘူးတဲ့ဤမှန်တဲ့သစ္စာတကားကြောင့်ငါသားသုဝဏတာမအသက်ရှင်ပါစေအဲ့ဒီမှာသုဝဏတာမအကောင်းပဂတိဖြစ်တယ်ပိဿတ်တို့တစ်ချက်လောက်စဉ်းစားကြည့်စမ်းပါအမေတယောက်ရဲ့မေတ္တာဟာခုနှစ်ဘဝကြော်တာတောင်မကုန်ခန်းသေးဘူးလို့သိရတယ်ဟုတ်ရဲ့လားသားသမီးများစဉ်းစားဖို့နော်အေးအဲ့ဒါသုဝဏတာမဇတ်မှာအဲ့ဒါလိုမျိုးကိုလိုချင်တဲ့အကျိုးကိုရဖို့အတွက်ဆိုတဲ့သစ္စာမျိုးကိုအိဋ္ဌာပူရဏသစ္စာဒါကြောင့်တရားဓမ္မတို့ဥစဉ်တို့တွေအရေးကြုံလာလို့ရှိရင်သစ္စာဆိုเสียရှိအောင်မှန်ကန်မှုတစ်ခုခုလုပ်ထားရမယ်ရှိထားရမယ်ဒုက္ခတွေကြုံလာပြီဆိုလို့ရှိရင်သစ္စာဆိုဘာကမှန်တာတော့ဆိုတော့ဘုရားသည်အမျက်ဆုံးဖြစ်ပါ၏တရားတော်သည်အမျက်ဆုံးဖြစ်ပါ၏သံဃာတော်သည်အမျက်ဆုံးဖြစ်ပါ၏ဤမှန်ကန်တဲ့သစ္စာကိုပြောဆိုရတဲ့အတွက်ကြောင့်ကိုဖြစ်ချင်တာလေးဆက်ပြီးတော့ဆိုပေါ့ဟုတ်ရဲ့လားအဲ့ဒီမှာဦးဇင်းတို့သစ္စာဆိုလို့တကယ်ကိုပဲထူးထူးဆန်းဆန်းအံ့ဩစရာပိဿတ်တို့ရဲ့စိတ်ထဲမှာသစ္စာနဲ့ပတ်သက်တဲ့ဇလန်းတွေအများကြီးရှိမှာပါနော်ကင်္ဂါမြေကြီးနောက်ပြန်စီးသွားတာမျိုးဟုတ်လားတကယ်ကိုပဲထူးခြားဆန်းကျယ်တဲ့ကိစ္စတွေမဖြစ်နိုင်ဘူးလို့ထင်တဲ့ကိစ္စတွေဖြစ်သွားတာမျိုးသစ္စာစကားရဲ့အစွမ်းကြောင့်ကြားဘူးရတယ်နော်အခုခေတ်သစ္စာကစွမ်းသေးလားတဲ့မစွမ်းတော့ဘူးတဲ့ဆိုကောဆိုဘူးလို့လားဒီကမာကြီးတွေအဲ့ဒီမှာမင်းကွန်းစတော်ဘုရားကြီးပြောတာကိုဦးဇင်းတို့ပိဿတ်ပေါင်းသူတော်ကောင်းတို့ကိုပြောပြခြင်းတယ်သစ္စာတွေကအခုသိမ့်မစွမ်းတာဘာကြောင့်လဲဆိုတော့ရှေးတုန်းကသစ္စာစွမ်းကြတဲ့သူတော်ကောင်းကြီးတွေရဲ့ခေတ်ကသူတို့များသောအားဖြင့်လူတွေရဲ့နှုတ်ကမှန်တဲ့စကားကိုပဲပြောတာသစ္စာဆိုတဲ့လူတွေရဲ့ကိုယ်တိုင်ကိုယ်ကစားသူတို့ရဲ့နှုတ်ဟာသစ္စာနိုင်ငံကြီးဖြစ်နေတယ်တဲ့မှန်တာပဲပြောတာအဲ့ဒါကြောင့်မလို့သူတို့ခေတ်ကသစ္စာကလည်းစွမ်းတယ်လိန်လည်မှုမှုသာဝါဒကလည်းစွမ်းတယ်အခုခေတ်ကြတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့နှုတ်တွေကဒါဦးဇင်းတို့အပါဝင်ပေါ့နော်သစ္စာနိုင်ငံကြီးမဖြစ်ဖ ೇನೆ မှုသားနိုင်ငံကြီးဖြစ်နေတာဒါကြောင့်မို့လို့သစ္စာတွေကမစွမ်းတော့တာတဲ့အဲ့ဒါသစ္စာစွမ်းကျင်တယ်ဆိုရင်ဒီကနေ့ကစပြီးတော့ဘယ်တော့မှလိန်ညာမပြောဘူးလို့ကိုယ့်ရဲ့နှုတ်ကိုသစ္စာနိုင်ငံဖြစ်အောင်လုပ်တာအဲ့ဒါဆိုရင်အရေးကြုံလာလို့ရှိရင်သစ္စာဆိုရင်စွမ်းလိမ့်မယ်တဲ့ရှေးတုန်းကအဲ့ဒါကြောင့်စွမ်းတာတဲ့နော်အခုကြတော့မှုသားမပါလင်္ကာမချောဆိုပြီးတော့ကောင်းကောင်းလေးလိန်ညာတဲ့လူကိုတောင်မှဒီကောင်ကအင်မတန်လဲတယ်ဆိုပြီးတော့ဂုံပြုတ်ခြင်းပြုတ်နေတာလေဟုတ်လားတခါကြီးမိုင်မြအေးအဲ့ဒီတော့ရှေးတုန်းကတော့သစ္စာကလည်းစွမ်းတယ်မှုသားကလည်းစွမ်းတယ်အဲ့တော့ဦးဇင်းတို့ကဒီနေရာမှာသစ္စာရဲ့တန်ဖိုးကိုပုံမူပြီးတော့ထင်ရှားစေဖို့အတွက်မှုသားရဲ့ကြီးလေးတဲ့အပြစ်တစ်ခုကိုပြောပြခြင်းတယ်မြတ်စွာဘုရားတော့ဟောထားတာရှိပါတယ်ဧကံဓမ္မအတိတိတမုဒ္ဒဝါမုဇာဝါဒိဋ္ဌဇန္တုနောဝိတိဏပရလောကတနတ္ထိပါပံအဂါရိယံလိန်ညာခြင်းဆိုတဲ့တခုသောတရားကိုလုပ်တဲ့လူနောင်ဘဝတန်တရားကိုမယုံတဲ့လူဒီနှစ်လူသည်သူမလုပ်တဲ့အကုသိုလ်မရှိပါဘူးတဲ့နော်လိန်ညာရဲတဲ့လူ
ဘဝတန်တရားကိုမယုံတဲ့လူဒီနှစ်ယောက်ဟာမလုံရဲတဲ့အကုသိုလ်မရှိဘူးတဲ့မှုသားတွေသစ္စာတွေနဲ့ပတ်သက်ပြီးတော့ပြောစရာတွေအများကြီးရှိတဲ့အနက်ကပိဿပေါင်းသူတော်ကောင်းတို့အင်မတန်ဆန်းကျယ်တဲ့ရှေးခေတ်ကအဖြစ်အပျက်တစ်ခုကိုပြောပြမယ်အဲ့ဒါကိုဦးဇင်းတို့ကျမ်းဂန်တွေထဲမှာစေတိယဇံလို့ဒီလိုတွေ့ရတယ်မှုသားပြောလို့မြေမျိုးတာမှုသားပြောလို့မြေမျိုးတာတဲ့ဗျာအခုခေတ်သားမှုသားပြောလို့မြေမျိုးရတော့လူတောင်တယောက်မှရှာတွေ့မှာမဟုတ်ဟုတ်လားအေးအဲ့ဒီဇတ်တော်မှာဦးဇင်းတို့အချင်းချုပ်လေးပြောပြမယ်ဟိုးရှေးတုန်းကစေတိယတိုင်းမင်းရဲ့နာမည်ကဥပဝရမင်းတဲ့အဲ့ဒီမင်းကသူ့ရဲ့အဖေလက်ထက်တုန်းကစပြီးတော့ခန့်ထားတဲ့ပရောဟုတ်ကြီးတယောက်ရှိတယ်အဲ့ဒီပရောဟိတ်အမတ်ကကပိလတဲ့ဖရာအလောင်းဟုတ်ရဲ့လားအဲ့ဒီကပိလမှာညီတယောက်ရှိတယ်ကောရကလံဘဆိုပြီးတော့ညီတယောက်ရှိတယ်အဲ့ဒီပရောဟိတ်ရဲ့ညီကဒီမင်းနဲ့တငယ်ချင်းဟုတ်လားအင်မတန်ရင်းနှီးတယ်အဲ့တော့သူကဒီရှင်ဘုရင်ကသူ့အဖေသေးသွားပြီဆိုတော့သူဘုရင်ကြီးဖြစ်တာပေါ့ဗျာဘုရင်ဖြစ်တဲ့အခါကျတော့သူ့အဖေလက်ထက်ကလေးကစပြီးတော့ပရောဟိတ်ယာတုပေးထားခဲ့တဲ့ဖရာလောင်းကပိလပရောဟိတ်ကြီးကယာတုကမပြုတ်ဘူးသူကသူ့တငယ်ချင်းဖြစ်တဲ့ကပိလရဲ့ညီကိုယာတုပေးခြင်းတာနော်ဖြစ်ပုံကဟုတ်လားကပိလအမတ်ကြီးပရောဟိတ်ကြီးရဲ့ညီကသူ့တငယ်ချင်းဖြစ်နေတာအဲ့ဒီညီကိုသူကယာတုပေးခြင်းတာဒါပေမဲ့အဖေလက်ထက်ကစပြီးတော့တာဝန်ထမ်းဆောင်ခဲ့တဲ့ကပိလပရောဟိတ်ကြီးကယာတုကမပြုတ်ဘူးအဲ့ဒါလိုဖြစ်နေတော့အဲ့ဒီမှာသူရှင်ဘုရင်ဖြစ်ပြီလေဆိုတော့ကပိလပရောဟိတ်ကြီးကယတိယဟန်ဝစ်ပြီးတော့သူ့ရဲ့သားကိုပရောဟိတ်ယာတုပေးထားခဲ့တာပေးထားခဲ့တဲ့အခါကျတော့မကြည်နပ်ဘူးသူကအဲ့ဒါနဲ့သူ့တငယ်ချင်းကိုမင်းကငါပရောဟိတ်ယာတုပေးမယ်မဖြစ်နိုင်ဘူးတဲ့အကူကြီးကသူ့ရဲ့အမွေကိုသူ့သားပေးသွားတယ်အဲ့ဒါလို့ဆိုရင်မင်းကိုအကြီးကပိလကိုအငယ်လို့ငါမှုသားပြောမယ်တဲ့ဘုရားလောင်းကဇံပင်ကြီးရနေပြီတော်ထဲမှာအဲ့ဒီလိုမှုသားပြောမဲ့တဲ့ဆိုတဲ့သတင်းစကားကတိုင်းပြည်လုံးပြန့်တယ်မှုသားဆိုတာဘယ်လိုဟာတုံးလို့တောင်မသိကြဘူးတဲ့ဩစရာကောင်းတယ်အဲ့လောက်စင်ကြယ်တဲ့ခစ်ပေါ့နော်အေးအဲ့ဒီလိုနဲ့မှုသားပြောမယ်ဆိုတော့အကုန်လုံးစုဝေးပြီးတော့ရောက်လာတော့ကောရကလမ္မကမင်းကြီးမှုသားပြောနိုင်မှာမဟုတ်ဘူးတဲ့ကျုပ်ရဲ့အကိုကအခုဇံပင်ကြီးနေရပြီးတော့အောက်လန်းအတက်လို့အတက်တီတက်တယ်လှည့်စားတတ်တဲ့အတက်တီတက်တယ်မင်းကြီးကိုပြူစားလိုက်ရင်မင်းကြီးပြောရဲမှာမဟုတ်ကျိုးပြီးတော့ချုပ်ကင်တာကြောက်စရာကောင်းတယ်နော်လူမိုက်နဲ့ပေါင်းရတာများအဲ့ဒီလိုပြောတော့မင်းကြီးကရတဲ့တငယ်ချင်းမပူနဲ့ငါမှုသားပြောမယ်အဲ့ဒီလိုမှုသားပြောမဲ့ရက်ကိုရောက်လာတော့ဘုရားလောင်းကကောင်းကင်ကနေရောက်လာပြီးတော့မင်းကြီးမှုသားပြောမယ်လို့ကြားတယ်မှုသားမပြောပါနဲ့ပြောမယ်တဲ့မပြောနဲ့ပြောလို့ရှိရင်မင်းကြီးမှာရနေတဲ့ကောင်းငင်ကိုသွားနိုင်တယ်ဆိုတဲ့တကူနမင်းကြီးလေးပါးကတန်လျက်ထမ်းပြီးတော့စောင့်နေဆိုတဲ့တကူမင်းကြီးရဲ့ခန္ဓာကိုယ်ကစန္ဒကုနဲ့မှုေးနေတယ်ဆိုတဲ့တကူမင်းကြီးရဲ့အခရွဲကကြာညိုနဲ့သင်းတယ်ဆိုတဲ့တကူဒီတကူကြီးလေးပါပျောက်သွားလိမ့်မယ်တဲ့အဲ့ဒီလိုပြောတော့မင်းကြီးကမယုံဘူးပြောပြီးစပြီးတော့ဟောဒီယတိကြီးကအငယ်ငါရဲ့တငယ်ချင်းကအကြီးလို့ပြောလိုက်တာကောင်းငင်သွားနိုင်တဲ့လူကမြေကြီးပေါ်ပြုတ်ကျသွားတယ်ဟုတ်လားခန္ဓာကိုယ်ကလည်းပဲကြက်ဥပုပ်နှံ့ထွက်လာတယ်ပါဇက်ကမစင်နှံ့ထွက်လာတယ်နမင်းကြီးလေးပါလည်းသူ့ကိုမဆောင်တော့အဲ့ဒါကိုသူကဒီယတိကြီးကတကိုးနဲ့သူ့ကိုလှုပ်တာပါလို့သူကထင်းနေတာဟိုလူကစကားသွင်းထားတာလေကြောက်ဖို့ကောင်းတယ်နော်အမှန်ကသူ့ရဲ့မှုသားကြောင့်အဲ့ဒီလိုမတန်တော့လို့အဲ့ဒါတွေကမရှိတော့တာအဲ့ဒီလိုနဲ့သူကပြတ်လို့တော့ဘုရားလုံးကတနာလုံးလို့မင်းကြီးအခုချိန်ပြန်ပြီးတော့ပြင်လိုက်ပါငါကအကြည့်သူကအငယ်လို့ပြန်ပြောလိုက်ပါအဲ့ဒါဆိုရင်မင်းကြီးရဲ့တကူတွေပြန်ရလိမ့်မယ်အဲ့ဒီလိုပြောတဲ့အခါကျတော့မပြောနိုင်ဘူးတဲ့သင်ကအငယ်ဟိုကအကြီးပဲငါတငယ်ချင်းကအကြီးပဲခြေပမိုးထီရအောင်မြင်မျိုးတယ်နော်အဲ့ဒီလိုနဲ့ဆက်ပြီးတော့ပြောလိုက်တာ9ကြိမ်မြောက်လဲပြောရောတကူလုံးပျောက်သွားတယ်ဟဲ့ဟာလာဟင်းလင်းဖြစ်သွားတယ်အဲ့ဒါဥစဉ်တို့စေတိယသက်ဟုတ်လားအဲ့ဒီလိုမှုသားရဲ့အပြစ်ကလည်းတိတ်ထင်ရှားတဲ့ခင်မျိုးမှာသစ္စာရဲ့အစွမ်းကလည်းအံ့ဩစရာကောင်းအောင်စွမ်းတယ်အခုကတော့သစ္စာကလည်းတိတ်အစွမ်းမပြသလိုမှုသားကလည်းတိတ်ပြီးတော့အစွမ်းမပြသလိုဖြစ်နေတာနော်အဲ့တော့ဦးဇင်းတို့အိဋ္ဌာဘုဒ္ဓနာသစ္စာနဲ့ပတ်သက်ပြီးတော့အချိန်ကတော်တော်ကုန်သွားပြီနော်အဲ့တော့သစ္စာ2ပါးရှိပြီနော်နောက်ဆုံးအရေးကြီးတဲ့ဖြစ်ကျင့်ရမယ့်သစ္စာအဲ့ဒါကဘာလဲဆိုတော့မှုသာဝိရမဏသစ္စာမမှန်တဲ့စကားကိုရှောင်ကျင်တဲ့သစ္စာ
အဲ့ဒါကတော့တကယ်ကိုပဲကျင့်သုံးရမယ်တရားခုနတုန်းကသစ္စာတွေကအခွင့်သင့်လာမှလိုအပ်လာမှအသုံးချရတာဟုတ်ရဲ့လားအဲ့တော့လိန်ညာတဲ့စကားကိုဘယ်တော့မှမပြောဘူးဆိုတဲ့သစ္စာနော်အဲ့ဒါကိုဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့ဘေးတွေတွေ့မယ်ဆိုရင်လည်းပဲမပြောပါနဲ့တတ်နိုင်သမျှထိမ့်ပါပြောရင်မင်းတော်စည်းစိမ်နေနဲ့ပြည့်စုံမှာပဲချမ်းသာဒုက္ခတွေမင်းလိုချင်တာတွေရမယ်ဆိုရင်လည်းမရခြင်းနေပါစေမှုသာမပြောပါနဲ့ဟုတ်ရဲ့လားဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကျမ်းဂန်တွေကမှုသားကိုအင်မတန်ကြီးကျယ်တဲ့စွန့်လွတ်မှုမျိုးနဲ့ရှောင်ကျဉ်ကြတဲ့သူတော်ကောင်းကြီးတွေရဲ့အကြောင်းကိုပြောထားတာရှိဦးဇင်းတို့ပြောချင်တာကတော့မဟာသုတ္တသောမဇတ်ကိုပြောချင်တယ်ဒါပေမဲ့လို့မဟာသုတ္တသောမဇတ်ကြီးကအင်မတန်ကျယ်ပြီးတော့အင်မတန်ရှည်လျားတယ်အဲ့ဒါကိုဦးဇင်းတို့ကတရားတပွဲအနေနဲ့ဟောဖို့ရည်ရွယ်ထားလို့ဒီကနေ့ညဝိတုဒ္ဒဇတ်အကျဉ်းချုပ်ကလေးကိုနည်းနည်းပြောပြမယ်ဝိတုဒ္ဒဇတ်ကြီးကလည်းအကျယ်ကြီးပဲဒါပေမဲ့လို့သူ့ရဲ့တပိုင်းတခဏလေးကိုဦးဇင်းတို့ထုတ်ပြီးတော့ပြောရမယ်ဝိတုဒ္ဒဇတ်ကြားဘူးတယ်နော်အဲ့ဒီဝိတုဒ္ဒဇတ်မှာပုံနကဘလူးကဣရံတတိကိုကြိုက်တဲ့အတွက်ကြောင့်ဝိတုဒ္ဒရဲ့နှလုံးသားကိုတရားသဖြင့်ရရင်သူ့ကိုယူပါမယ်ဆိုလို့ဝိတုဒ္ဒရဲ့နှလုံးသားကိုတရားသဖြင့်ရအောင်ကောရဗျမင်းကြီးရဲ့နိုင်ငံကိုရောက်လာတာသိတယ်မဟုတ်လားသိတော့ကောရဗျမင်းကြီးနဲ့ဘာလုပ်ကြလဲဘာလုပ်ကြတယ်ကျွေးအံကစားတာနော်သိတဲ့လူတွေပြောရတာအားရှိတယ်ဗျာအဲ့ဒီလိုကျွေးအံကစားတော့လောင်းကြီးကပါလေသူ့ရဲ့ဘက်ကမနောမယဗရမ ्या နဲ့ဒီမြင်းကြီးနော်အင်မတန်အစွမ်းထက်တဲ့မြင်းကြီးနော်အဲ့ဗရမ ्या ကင်ပြီးတော့မြင်းကိုမြို့ရိုးပေါ်မှာစိုက်ကြတာဝင်းကနေပဲမြင်လိုက်ရတယ်မင်းကြီးကတအားရချင်တယ်ဟာသိတ်ကောင်းတဲ့ဗရမ ्या သိတ်ကောင်းတဲ့မြင်းပဲအဲ့ဒီတော့သူကပစ္စည်းဆိုပြီးတော့နာမည်ပြောင်းပြီးတော့ဘလူးကလူရောင်ဆောင်ပြီးတော့ကျွေးအံလာကစားတာဟုတ်လားသူ့ရဲ့နတ်တို့နဲ့တကိုးနဲ့မင်းကြီးကလည်းသေချာပေါက်ရှုံးမှာအဲ့ဒီမှာသူကဘာလဲဆိုတော့မင်းကြီးရဲ့ကြည်ကျွန်ဖြစ်တဲ့ဝိရုဒ္ဓပညာရှိကြီးကိုရချင်တာနှလုံးသားဆိုတာကတရားကိုပြောတာအဲ့ဒါကိုအမှတ်တွေလွဲပြီးတော့သဘောပေါက်တွေလွဲပြီးတော့အကုန်လုံးအဲ့ဒီဇလန်းကြီးကရှုပ်ကုန်တာတကယ်တမ်းကတော့နော်အตาလေးခေါ်လာရင်ရတယ်အဲ့ဒါနှလုံးသားကိုတရားသဖြင့်ရရမယ်ဆိုတော့သူကိုယ်တိုင်မတတ်ဖဲနဲ့သေအောင်ဗျအမျိုးမျိုးတတ်တယ်ဗျာပုံနကဘလူးကသိလားအဲ့ဒီမှာမင်းကြီးနဲ့လောင်းကြီးကသူ့ရဲ့ဘက်ကဗရမ ्या နဲ့မြင်းမင်းကြီးဘက်ကဘာပေးမှာတော့ဆိုတော့မင်းကြီးကကျွေးအံကစားသိတ်ကျွမ်းတဲ့ပုဂ္ဂိုလ်ဆိုတော့ငါရဲ့အသက်ရဲ့ငါမိဖုရားရဲ့ငါရဲ့ထီနန်းစည်းစိမ်ရဲ့ဒီသုံးခုကလွဲလို့မင်းကြိုက်တာယူတဲ့မိုက်တယ်နော်တကားကြီးတို့ဟုတ်လားလောင်းကစားများကြောက်စရာကောင်းတယ်နော်အဲ့ဒါနဲ့လောင်းကစားလို့တော့အစကတော့ဒီကောရဗျမင်းကြီးရဲ့နတ်သမီးကရှောင်းနေတော့မင်းကြီးကနိုင်တဲ့အရေးရောင်နေကြီးပြနေတာပုံနကသိတော့မျက်စောင်းထိုးတော့နတ်သမီးလည်းလွင့်သွားရောအဲ့ဒီမှာရှုံးတာပဲရှုံးပြီဆိုတော့ gain ကစ္စည်းလူလည်းမင်းကြိုက်တာယူပြန်တဲ့အဲ့ဒီလိုဆိုရင်တောင်းမယ်တဲ့ဝိဒုဒ္ဓပညာရှိကြီးကိုပေးပါမျက်လုံးပြူးသွားတယ်ဝိဒုဒ္ဓပညာရှိကငါပိုင်တဲ့ပစ္စည်းမဟုတ်ဘူးတဲ့ငါရဲ့အသက်ဆိုလဲဟုတ်တယ်ငါရဲ့အပေဆိုလဲဟုတ်တယ်ငါကိုဆုံးမနေတဲ့ငါရဲ့အားကိုးရအားထားရဝိဒုဒ္ဓကိုငါမပိုင်ဘူးမင်းကိုငါမပေးနိုင်ဘူးတဲ့အဲ့ဒီလိုပြောတော့ပုံနကနဲ့ညင်းညတာဝိဒုဒ္ဓကိုမင်းကြီးမပိုင်ဘူးပိုင်တယ်ညင်းညတာတကယ်ကတော့မင်းကြီးပိုင်တယ်ဒါမင်းကြီးကမပေးနိုင်ဘူးဝိဒုဒ္ဓကို तू မပေးနိုင်ဘူးအင်မတန်လဲကြည်ညိုတယ်အင်မတန်လဲလေးစားစရာကောင်းတယ်ဝိဒုဒ္ဓကအဲ့ဒီတော့မင်းကြီးကိုဝိဒုဒ္ဓကိုဘယ်သူမပိုင်ဘူးပိုင်တယ်ညင်းရင်းနဲ့ gain မင်းကြီးညင်းနေခြင်းအချိန်ကြီးကြာတယ်အဲ့ဒီဝိဒုဒ္ဓဒီပညာရှိကြီးပဲသူတော်ကောင်းကြီးပဲသူပညာရှိသူတော်ကောင်းလို့နာမည်ကြီးတယ်သူ့ကိုမင်းကြီးပိုင်မပိုင်သူ့ကိုပဲသွားမင်းမယ်တဲ့ပိသက်ကြီးပြဿနာကကိုဒုက္ခပေးမဲ့ပြဿနာကကိုစီရောက်လာတာဗျာဟုတ်လားအဲ့ဒါနဲ့မင်းကြီးနဲ့ပုံနကနဲ့ကစ္စည်းလူလင်ဟန်ဆောင်ထားတဲ့ပုံနကနဲ့ဝိဒုဒ္ဓကြီးရောက်တယ်ရောက်တဲ့အခါကျတော့ဝိဒုဒ္ဓမကြီးကသူတရားစီရင်တဲ့ပလင်မော်ကနေဆင်းပြီးတော့ဗာကိစ္စတော့အကျိုးအကြောင်းပြောတယ်အဲ့ဒီမှာပုံနကကလည်းအပြောကောင်းတယ်အမကြီးတဲ့တင့်ကိုနတ်ပြည်လောကထိအင်မတန်တီကြည်တဲ့မှန်သောစကားကိုပြောတဲ့ပညာရှိသူတော်ကောင်းကြီးလို့နာမည်ကြီးနေတာနော်တဲ့မစကားလေးကချုပ်လိုက်သေးတယ်သိလားဒါကြောင့်အမှန်တိုင်းပြောစီခြင်းနဲ့တင့်ကိုမင်းကြီးပိုင်သလားမပိုင်ဘူးလားအဲ့ဒါအမှန်တိုင်းပြောပါတဲ့နောက်ထပ်တော့သူကပြောလိုက်သေးတယ်ဝိဒုရဆိုတဲ့နာမည်ဟာမကောင်းမှုတွေကိုပယ်တတ်ထားတဲ့သူတော်ကောင်းလို့အဓိပ္ပာယ်ရတာတင့်ရဲ့နာမည်ကနာမည်နဲ့သူ
နဲ့လိုက်တဲ့နာမည်လားနာမည်တခြားလူတခြားနာမည်လားတဲ့အမေဒါတောင်ပါသေးတယ်နော်ရုံလီနာမည်လားအနုထနာမည်လားလို့ပြောတာရုံလီနာမည်ဆိုတာကမောင်လှလို့ပြောထားပြီးတော့အိုးနေတဲ့လူမျိုးပေါ့သဘောပေါက်တယ်နော်မတ်ထေးလို့မှဲ့ထားပြီးတော့တော်တော်နွမ်းပါတဲ့အမျိုးပေါ့ဟုတ်ရဲ့လားတခါကြီးဒီမိုင်းမြတ်နော်အဲ့ဒါကရုံလီနာမည်တကယ်ကိုလှလို့လှတယ်လို့မောင်လှလို့မှဲ့ထားရင်အနုထအဲ့ဒီတော့မင်းကြီးကအမတ်ကြီးကပြုံးတယ်ဟုတ်လား तू ဘယ်တော့မှမမှန်တာမပြောဘူးအဲ့ဒါနဲ့အမတ်ကြီးကစဉ်းစားတယ်ငါမှညံအင်မတန်ကြီးတယ်ငါကိုမင်းကြီးမပိုင်ဘူးမင်းကြီးနဲ့ငါနဲ့ဟာတခြားစီလို့ငါအကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့ဒီကောင့်ကိုပြောမယ်ဆိုတေချာပေါက်ယုံအောင်ပြောလို့ရတယ်ဘုရားလောင်းကစဉ်းစားတာအဲ့တော့ तू ဘာဆက်စဉ်းစားတော့ဆိုဒါပေမဲ့ငါအဲ့ဒီလိုမပြောဘူးတဲ့လောကမှာအမှန်တရားကလွဲလို့အားကိုးရာတကယ်မရှိဘူးတဲ့အမှန်တရားကိုပြစ်ပယ်လိုက်တာနဲ့တပြိုင်နက်တည်းအားကိုးရာမဲ့သွားပြီအားကိုးရာရှိတယ်လို့ထင်တဲ့အရာတွေဟာကိုယ့်ရဲ့အထင်ပဲဖြစ်တယ်တကယ်အားကိုးရာအဲ့ဒီချိန်မှာမရှိတော့ဟုတ်ရဲ့လားအဲ့ဒါကြောင့်ဘုရားလောင်းကြီးကကစ္စည်းလူလင်တဲ့ကျွန်လေးမျိုးရှိတဲ့အနက်မှာငါဟာကျွန်တစ်မျိုးအနေနဲ့ဟောဒီကောရဗျမင်းကြီးကငါ့ကိုပိုင်နေတဲ့အဲ့ဒါလို့ပြောလိုက်ရင်သူ့ကိုခေါ်သွားတော့မှဆိုတာသိတယ်နော်အဲ့ဒါ तू သေခြင်းလဲသေမှာပဲ तू အသက်ကိုစွန့်ပြီးတော့ပြောတာအသက်ကိုစွန့်ပြီးတော့ဒီမှုသားကနေရှောင်တာဒါမျိုးကိုပရမတ္ထပါရမီလို့ခေါ်တယ်ဦးဇင်းတို့ပါရမီ7ပါးပြီးတဲ့အခါမျိုးမှာပါရမီ7ပါးအပြား30ဆိုတာကိုနားလည်အောင်ခွဲခြားပြီးတော့ပြောပါမယ်ဟုတ်လားပြောစရာတွေကကျမ်းနေတယ်နော်ဒါနဆိုရင်ဒါနပါရမီဒါနဥပပါရမီဒါနပရမတ္ထပါရမီပါရမီတစ်ပါးလျင်ပါရမီ3ပါးပြသွားတော့ပါရမီအပြား30ဖြစ်သွားတာအခုလိုမျိုးအသက်ကိုစွန့်ပြီးတော့သစ္စာကိုထိန်းနေဆိုရင်ပရမတ္ထပါရမီဟုတ်ရဲ့လားအံ့ဩစရာကောင်းတယ်နော် तू သိခြင်းလဲသိမယ်ဘယ်ရောက်သွားမှာ तू အကုန်လုံးကိုခွဲရမှာတနာစရာလဲကောင်းတယ်ဝမ်းနည်းစရာလဲကောင်းတယ်အဲ့ဒီဇတ်တော်ကြီးကိုဖတ်ကြည့်လို့ရှိရင်သူ့ရဲ့အင်မတန်ချစ်လာဆိုတာပိုင်ဆိုင်မှုပတ်သက်မှုတွေအကုန်စွန့်ပြီးတော့ဒီဘီလူနာကိုလိုက်သွားရတာအဲ့ဒါတွေ तू သိတယ်ဒါပေမဲ့အဲ့ဒီဘေးတွေကို तू မကြောက်ဘူးလိန်ပြောရမှာကိုကြောက်တယ်ဟုတ်ရဲ့လားအဲ့ဒီဘေးကို तू မကြောက်ဘူးနော်လိန်လဲရလို့ရလာမဲ့ချမ်းသာကိုလည်း तू မမမောဘူးနော်ခုဒကာဓမ္မတို့ဦးဇင်းတို့တွေလိန်လိန်ပြောနေတယ်ဆိုတာကအကျမ်းမြင်အဖြစ်အကြောင်းက2မျိုးပဲရှိမယ်ထင်တယ်ကြောက်လို့လိန်တာရှိမယ်ရချင်လို့လိန်တာရှိမယ်ဟုတ်ရဲ့လားတစုံတယောက်ကကိုယ်ကိုမုန်းမှကြောက်ရင်လည်းလိန်ချင်းလိန်လိုက်တာလေအပြစ်ပေးမှကြောက်ရင်လည်းလိန်ချင်းလိန်လိုက်တာလေဟုတ်ရဲ့လားတခါတလေကြတော့ကြောက်လို့မဟုတ်ဘူးရချင်လို့လိန်တာကိုယ့်ရဲ့အလိုဆန္ဒတစ်ခုခုကြောင့်လိန်တာဘယ်လိုအကြောင်းမျိုးကြောင့်မှမှုသားစကားကိုမပြောဘဲနဲ့စောင့်ထိန်ပြီးတော့နေတာအဲ့ဒါပါလေမှုသာဝိရမဏသစ္စာတဲ့အဲ့ဒါကသစ္စာပါရမီဖြည့်တဲ့နေရာမှာအလိုအဆုံးသောသစ္စာစောစောတုန်းကဦးဇင်းတို့ပြောခဲ့တဲ့တတ္တဟာပနသစ္စာဆိုတာကအမြဲတမ်းမလိုပါဘူးဟုတ်လားကျိန်စာတိုက်တယ်ဆိုတာမျိုးကနော်အိဋ္ဌာပူရဏသစ္စာဆိုတာလည်းအခက်အခဲတွေ့မှသစ္စာဆိုကြတာဟုတ်ရလားအခုပြောတဲ့မှုသာဝိရမဏသစ္စာဆိုတာကမှတကယ်ကျင့်သုံးရမယ်သစ္စာတရားတဲ့ဟုတ်ရလားဒါကြောင့်ပေတတ်ပေါင်းသူတော်ကောင်းတို့ဘေးကြောင့်လည်းပဲမှုသာမဆိုမိပါစေနဲ့လက်လာပါကြောင့်လည်းမှုသာမဆိုမိပါစေနဲ့ဘေးကိုကြောက်လို့တော်၎င်းလက်ကိုရားကြုံလို့တော်၎င်းမှုသာဆိုလိုက်လို့ရှိရင်ကောင်းမယ်ထင်လို့လှုပ်လိုက်ရပြီးတော့တကယ်တမ်းကျတော့မကောင်းတာကြီးကိုပဲရလိုက်တာပါဟုတ်ရလားဒါကြောင့်သစ္စာစကားကိုသူတော်ကောင်းကြီးတို့လိုအသက်နဲ့မလဲနိုင်အောင်တောင်မှစီးစိမ်နဲ့တော့လဲရဲရမယ်လို့ထင်တာပဲတခါကြီးဒီမိုင်းမြဟုတ်ရလားအကျော်စောတွေနဲ့တော့လဲရဲရမယ်လို့ထင်တာပဲမြတ်စွာဘုရားကတော့သစ္စေနဂိတ္တိပပ္ပောတိလို့ဟောတာပါဗျာမှန်လို့ရှိရင်ကြော်ကြားတယ်တဲ့ကြော်ကြားမှုဆိုတာမှန်ကန်မှုနဲ့ရကိုရတယ်တကယ်ဆောင်ထိန်ကြည့်ပါဟုတ်ရလားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ကြိုးစားပြီးတော့လိန်ညာခြင်းရဲ့အပြစ်တွေသစ္စာစကားရဲ့မျက်နှိုးပေါ်ရာကောင်းတဲ့အကြောင်းတွေကိုဥပမာလေးတွေနဲ့သိလွယ်အောင်မှတ်သားလွယ်အောင်ပြောပါတယ်အချိန်ကနည်းနည်းတောင်လွန်သွားပြီနော်အဲ့တော့သစ္စာပါရမီတဲ့ဘုရားလောင်းကြီးကတော့တောက်ရှူးကျေဟာဘယ်ကာလမှာပဲဖြစ်ဖြစ်နှွေကာမှာပဲဖြစ်ဖြစ်မိုးကာမှာပဲဖြစ်ဖြစ်သူ
သူ့ရဲ့သွားမြဲလမ်းကိုမတိမ်မဆောင်မဲနဲ့သွားတယ်လို့မျိုးမှန်သောစကားကိုပြောပြီးတော့သစ္စာလမ်းကြောင်းကနေမသွေဖီပါနဲ့ဒါဆိုရင်သင်ဖျားဖြစ်ပါလိမ့်မယ်လို့သူကိုယ်သူဆုံးမတာဟုတ်လားအဲ့တော့ဒါဦးဇင်းတို့သစ္စာပါရမီဟုတ်ရလားခုသစ္စာပါရမီ9ခုမြောက်ပြီးသွားတော့10ခုမြောက်အဋိဌာဏပါရမီသွားကြအောင်စို့နော်ဝိစီနန္တောတတတခိအဋ္ဌမံအဋိဌာဏပါရမီပုဗ္ဗကေဟိမဟေတိဟိအာတိဝိတနိတိဝိတံဝိစီနန္တောစူဇံဆင်ခြင်းသည်ရှိသောတတထိုခါ၌ပုဗ္ဗကေဟိရှိ၌ဖြစ်ကုန်သောမဟေတိဟိဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်အာတိဝိတနိတိဝိတံအမြဲမပြတ်မီဝဲအပ်သောအဋ္ဌမ10ခုမြောက်ဖြစ်သောဒိဋ္ဌာဏပါရမီအဋိဌံပါရမီကိုအတ္တခိန်တွေ့မြင်တော်မူပြီအမောင်သူမိရာဘုရားဖြစ်ကိုပြုတဲ့တရားတွေဟာဤ9ပါးမျှမကပေဘူးအဲ့ဒီလိုတွေ့ပြီးတော့ဘုရားဖြစ်တဲ့တရားတွေကိုဆက်လက်စူးစမ်းရှာဖွေတဲ့အခါအဋိဌာဏပါရမီဆိုတာကိုတွေ့ရတယ်တဲ့ဟုတ်လားဣမန္တောအဋ္ဌမန္တဝဒလံကတဝသမာဓိယဣမန္တောအဋ္ဌမန္တဝဒလံကတဝသမာဓိယတထတောအာဇလောဟုတ်တဝသံဘောဓိပါပုနိတတိသူမေရာပန္တိတအိုပညာရှိအမောင်သူမေရာတွန်တင်သည်ဘောဓိယထာတမညံတပေညုတညံလို့ဆိုရတဲ့ဖျားဖြစ်သောပတ်တုံရောက်ခြင်းကယတိအိဆတိအကယ်၍လိုရှိတယ်ဆိုရင်အဋ္ဌမ10ခုမြောက်ဖြစ်သောဣမံဤအဋိဌာဏပါရမီကိုဒံလံကတဝါမြဲမြံစွာပြု၍တမာတိယဆောက်တည်ပါလောတတ္ထာထိုအဋိဌာဏပါရမီ၌တွင်သင်သည်အာစလောမတုံလှုပ်သည်ဘဝဖြစ်ပါလောဤကဲ့သို့မတုံမလှုပ်ခြင်းသုံးသည်ရှိသောတံဘောဓိယရတမေညံတပေညုတညံတော်မြတ်ကိုပါပုနိတတိရရပေလတရောက်ရပေလတံအိုပညာရှိအမောင်သူမေရာ10ခုမြောက်ဖြစ်တဲ့အဋိဌာဏပါရမီဆိုတာကိုဆွဲဆွဲမြဲမြဲဆောက်တည်လို့ကျင့်သုံးမယ်ဆိုရင်အရဟတမေဉ္ဇဉ်သဗ္ဗညုတဉာဏ်ကိုရလို့ဖရာစင်စစ်ဧကံဖြစ်ပေလိမ့်မယ်လို့သူကိုယ်သူပါလဲဆုံးမတယ်တဲ့10ခုမြောက်အဋိဌာဏပါရမီဒီအဋိဌာဏပါရမီမှာဦးဇင်းတို့ဘာနဲ့ဥပမာပေးသလဲဆိုတဲ့10ခုမြောက်ဥပမာလေးဆက်ပြီးတော့မှတ်ကြရမယ်နော်ယထာပိပပတောတေလောအာဆလောသုပ္ပတိဋ္ဌိတောနကံပတိဘုသဝါတိဟိသက္ကထာနေဝဒိဋ္ဌတိတတိဝတွန်ပိအဋိဌာနိသဗ္ဗရာအာဆလောဘဝအဋိဌာဏပါရမီတံကန္တဝသံဘောဓိပါပုနိတတိသူမေရာပန္တိတအိုပညာရှိအမောင်သူမေရာယထာပိဥပမာအားဖြင့်ငါသေလောကြောက်အတ္တိပြီးသောအာဆလောမတုံသောမလှုပ်သောသုပ္ပတိဋ္ဌိတောကောင်းစွာတည်တံ့၍နေသောပပတောတောင်ကြီးသည်ဘုသဝါတိဟိအယက်လေးမျက်နှာမှရောက်အယက်လေးမျက်နှာမှတိုက်ခတ်လာကြတဲ့လေမုန်တိုင်းတို့ကြောင့်နာကံပတိတုံလှုပ်ခြင်းမရှိပါပေသာကထာနေဝမိမိနေရာ၌သာလျင်တိဋ္ဌတိယတာတည်၍နေတဲ့ကဲ့သို့တထေဝထိုအတူသာလျင်တွန်ပိသင်သူတော်ကောင်းသည်လေသဗ္ဗရာခခသိင်အဋိဌာနေအဋိဌံဆိုတဲ့တရား၌အာဆလောမတုံလှုပ်သည်ဘဝဖြစ်ပါလေလောဒိဋ္ဌာဏပါရမီဒိဋ္ဌံဆိုတဲ့ပါရမီတော်မြတ်ကိုကန္တဝါကျင့်သုံးသည်ရှိသောတံဘောဓိယရတမေဉ္ဇဉ်သဗ္ဗညုတဉာဏ်တော်လို့ဆိုရတဲ့ဖျားဖြစ်သူပါပုနိတတိရောက်ရပေလတံအမောင်သူမိတာတဲ့ကြောက်အတ္တိပြီးတဲ့မတုံမလှုပ်တဲ့မိမိနေရာမှာကောင်းစွာတည်တံ့နေတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နှာကတိုက်ခတ်လာတဲ့လေချမ်းတွေကြောင့်မတုံလှုပ်တယ်လို့မျိုးသူ့နေရာမှာပဲသူအိန္ဒိယရကြီးဒီတိုင်းကြီးတည်ရှိနေတယ်လို့မျိုးသင်ဟာလည်းပဲလုံမယ်ကောင်းတာတွေကိုလုံမယ်လို့ဆုံးဖြတ်ထားတဲ့ဆောက်တည်ထားတဲ့အဲ့ဒီအဋိဌံဆိုတဲ့တရားမှာအမြဲတမ်းမတုံအောင်မလှုပ်အောင်တည်တတ်အောင်ဆောက်တည်ပြီးတော့ကျင့်သုံးမယ်ဆိုလို့ရှိရင်သင်ဟာဘုရားစင်စစ်
ဧကံဖြစ်ပါလိမ့်မယ်တဲ့အဋိဌံပါရမီကိုကြောက်တောင်ကြီးများနဲ့ဥပမာပေးတယ်ဟုတ်ရလားကြောက်သားအတိပြီးနေတဲ့ပဂရိကြောက်တောင်ကြီးဟာလေမုန်တိုင်းတွေကြောင့်မတုံလှုပ်တယ်လို့မျိုးကိုလုံမယ်လို့စိတ်ကူးထားတဲ့အလုပ်တစ်ခုကောင်းတဲ့အလုပ်ကိုပြောတာနော်အဲ့ဒီလိုမျိုးမပြည့်စည်အောင်မတုံလှုပ်အောင်ထိမ့်သိမ့်ပြီးတော့ဆုံးကန်းတိုင်ရောက်ခရီးပေါက်အောင်ကြိုးစားမယ်ဆိုရင်သင်ဟာပါလေဖရာစင်စစ်ဧကံဖြစ်ပါလိမ့်မယ်တဲ့အဲ့ဒီတော့အဋိဌံပါရမီနဲ့ပတ်သက်ပြီးတော့အဲ့ဒီဥပမာလေးမှတ်ပြီးတော့ဦးဇင်းတို့အဋိဌံပါရမီအကြောင်းဆက်ပြီးတော့နာယူကြတာပေါ့ဟုတ်လားအေးအဋိဌံဆိုတာဘာလဲဆိုတော့အကျဉ်းမြင်အဖြစ်တော့ဘေးသက်ကြီးနားလည်ထားပြီးသားပါဟုတ်လားအလုပ်တစ်ခုကိုလုပ်မယ်လို့စိတ်ထဲကဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်လိုက်ယုံနဲ့တော့အဋိဌံပါရမီကြီးကမြောက်မသွားသေးဘူးဆုံးဖြတ်ထားတဲ့အတိုင်းပြီးအောင်လုပ်နိုင်မှအဋိဌံပါရမီကမြောက်တာဆုံးတော့ဆုံးဖြတ်တာပဲဟာငါဘယ်လိုလုပ်မယ်ညာလိုလုပ်မယ်ပြီးတော့အဲ့ဒီအချိန်ကျတော့မအောင်နိုင်ဘူးမစောင့်နိုင်ဘူးပျောက်ကုန်ရောက်ပြက်ကုန်ရောက်အဲ့ဒီတော့အဋိဌံပါရမီမဖြစ်တော့ဘူးပျက်စီးသွားတယ်ဟုတ်လားအေးအဋိဌံဆိုတာစောက်တည်ခြင်းလို့အဓိပ္ပာယ်ရတယ်တဲ့ဗါတဲ့တော့စောက်တည်ခြင်းတဲ့စောက်တည်ဒီစကားနှလုံးကိုမင်းကွန်းစတော်ကြီးကဦးစားပေးပြီးတော့ရှင်းပြတယ်စောက်တယ်ဆိုတာတစုံတစ်ခုကိုတည်တတ်အောင်အိမ်နေပါတွေစောက်တယ်အဆောက်အဦတွေပါတွေစောက်တယ်နေရာချလိုက်တယ်ဟုတ်လားတည်တယ်ဆိုတာကတော့မပျက်စီးအောင်တည်တတ်အောင်ထိန်းထားတယ်ဟုတ်ရဲ့လားအေးအဲ့လိုမျိုးကိုကောင်းတာကိုလုပ်မယ်ဆိုပြီးတော့စိတ်ထဲကနေဆုံးဖြတ်ထားတာစောက်တည်မှုအဲ့ဒီစောက်ထားတာလေးကိုတည်နိုင်အောင်ကြိုးစားရမယ်ဟုတ်ရဲ့လားအေးအဲ့ဒီအဋိဌံကလည်းပဲဦးဇင်းတို့၃မျိုးအကြံဉာဏ်လေးပြောပြမယ်အဋိဌံအများကြီးရှိတယ်ဗျာဒါပေမဲ့ဘ ഹു တုဒလည်းရစေခြင်းနဲ့မှတ်သားတရားလည်းဖြစ်စေခြင်းနဲ့လိုက်နာကျင့်သုံးဖို့ဆိုတဲ့စိတ်ကူးနဲ့လည်းပဲနားထောင်စေခြင်းနဲ့ဟုတ်လားနံပါတ်1ပုပ္ပနိမိတ်အဋိဌံတဲ့ပုပ္ပနိမိတ်အဋိဌံဆိုတာကရှေးအဖို့ကနေပြီးတော့နမိတ်ပြဖို့အတွက်စောင့်တည်လိုက်တာဘာဖြစ်မှာဆိုလို့ရှိရင်ဘာတွေပြပါစေလို့စိတ်ထဲကနေစောင့်တည်လိုက်တာပြီးတော့ဦးဇင်းရှင်းပြမယ်နော်ဒီလိုဖြစ်မှာဆိုလို့ရှိရင်ဒီလိုတွေဖြစ်ပါစေဖះထဲမှာကြောက်တုံးကြီးတွေပါကြီးတွေရှိတယ်သွားပြီးတော့မမကြဘူးလားစာမဝဲအောင်မှာဆိုရင်ပေါ့ပါစေဟုတ်လားအေးအဲ့ဒါမျိုးပုပ္ပနိမိတ်အဋိဌံဟုတ်ရဲ့လားနောက်နံပါတ်2အာတိတအဋိဌံတဲ့မိမိတောင်းတတဲ့အရာကိုရဖို့အတွက်အဋိဌံပြုတာခုနတုန်းကသစ္စာနဲ့ခက်ဆင်ဒါပေမဲ့မတူဘူးသစ္စာကမှန်သောစကားကိုအခြေခံတာအဋိဌံကမှန်သောစကားမပါဘူးရခြင်းတက်နဲ့အဋိဌံပြုတာအဲ့ဒါကိုလည်းဦးဇင်းတို့ပြီးတော့ရှင်းပြမယ်အာတိတအဋိဌံတဲ့မိမိတောင်းတတာလိုချင်တာရချင်တာကိုရအောင်အဋိဌံလိုက်တာဟုတ်လားနောက်နံပါတ်3အဲ့ဒါကဝတ္တအဋိဌံတဲ့အဲ့ဒါကတော့အလိုအဆုံးအဋိဌံပဲအဲ့ဒါကဘာတုံးဆိုတော့ကောင်းမှုကိုကျင့်မယ်ဆိုတဲ့အဋိဌံတဲ့ငါလှူမယ်သီလဆောက်တည်မယ်တရားထိုင်မယ်ဘယ်အချိန်ထိလုပ်မယ်ဘယ်အတိုင်းတာထိလုပ်မယ်လို့ဆုံးဖြတ်ပြီးတော့ကောင်းတာကိုလုပ်တဲ့နေရာမှာမပျက်စီးအောင်ဆောက်တည်လိုက်တာအဲ့ဒါကဝတ္တအဋိဌံတဲ့အဋိဌံအကျမ်းမြင့်ဘယ်နှမျိုးလဲ၃မျိုးအဲ့ဒီမှာဦးဇင်းတို့ပထမဦးစွာပုပ္ပနိမိတ်အဋိဌံတဲ့ရှေးအဖို့ကနမိတ်ပြရန်ဆောက်တည်ခြင်းတဲ့အဲ့ဒါဘာလဲဆိုတော့မင်းကွန်းစတော်ဘုရားကြီးကပြောတယ်ဦးဇင်းတို့ဘုရားလောင်းတော်ကြီးမောင်ဆန်တဲ့ကန္တကမြင်းကိုရှိပြီးတော့တောထွက်လာတော့အနောမာတောင်ကန်းရောက်တော့ဆန်တော်ကိုပယ်ပြီးတော့မောင်ဆန်ကိုပြန်မလွတ်ဘူးလားလွတ်လိုက်တယ်အဲ့ဒီဆန်တော်ပယ်တဲ့အခန်းလေးပေတတ်တို့သိတယ်နော်အဲ့ဒီဆန်တော်ကိုဘယ်မြောက်ပစ်လိုက်တာကောင်းငင်ကိုမြောက်ပစ်လိုက်တာကောင်းငင်ကိုမြောက်တော့အဋိဌံကလေးနဲ့မြောက်တာငါဘုရားဖြစ်မယ်ဆိုရင်ဒီဆန်တော်ဟာကောင်းငင်မှာတည်ပါစေစားဘုရားမဖြစ်ဘူးဆိုရင်တော့ပြန်ကြပေါ့အဲ့ဒီလိုအဋိဌံပြီးတော့မြတ်စွာဘုရားအလောင်းတော်ကြီးဟာဆန်တော်ကိုကောင်းငင်ကိုမြောက်တင်လိုက်တာဘယ်သူကလာပြီးတော့ကလတ်နဲ့ယူသွားတော့ဟမ်တရားမင်းဟုတ်လားပြန်ကြလာသေးလားကြမလာတော့ဘူးရှိတယ်နော်အခုချိန်ထိအဲ့ဒီဆန်တော်ဟာကောင်းငင်မှာရှိနေတယ်နော်အဲ့ဒီလိုမျိုးအဋိဌာဏကိုပုပ္ပနိမိတ်
အဋိဌံတဲ့ဆန္ဒကိုမြောက်လိုက်တာဟုတ်လားနောက်ထပ်ဦးဇင်းတို့ဘုရားလုံးတော်ကြီးယဟန်ပြုပြီးတော့ဒုက္ခရစရိယာ6နှစ်ကြာအောင်ကျင့်တယ်ဟုတ်လားအဲ့ဒီလိုကျင့်ပြီးတော့သူဇာတာတထေသမီးကညောင်ပင်ဆောင်တက်ကြီးမှတ်ပြီးတော့ဘာတွေနဲ့လာပြီးတော့ပူဇော်တာတော့ကနာနုဇွမ်းနေနဲ့ပူဇော်တာဟောစရာတောင်သိလူဘူးနဲ့တူပါတယ်ဗျာဘာနဲ့ထည့်ပြီးတော့ယူလာတာတော့ရွှေခွက်ကြီးနဲ့ထည့်ပြီးတော့ယူလာတာအဲ့ဒီမှာဒီတိုင်းပဲဖုံးပေးပြလိုက်တာပဲဘယ်နှလုံးဖုံးပေးလိုက်တာတော့40နဲ့9လုံးဟုတ်ရဲ့လားအဲ့ဒီမှာစွန်းဖုံးပေးပြီးတော့နေရင်စရာမျက်နာကိုမြတ်စွာဘုရားအလောင်းတော်ကြီးချင်းကပ်ပြီးတော့အဲ့ဒီရွှေခွက်ကိုရည်သီးချောင်းထဲကိုချတယ်ပုံမှန်ချလိုက်တာလားအဋိဌံပြီးတော့ချလိုက်တာလားအဋိဌံပြီးတော့ချလိုက်တာဘလို့အဋိဌံတာတော့ဖျားဖြစ်မဲ့ဆိုရင်ဟောဒီရွှေခွက်ဟာရေညာကိုဆမ်းပါစေစာဟုတ်လားပုံမှန်ဆိုလို့ရှိရင်ရည်သီးချောင်းတိုင်းအစုံတိုင်းမျောသွားမှာပေါ့ဗျာဖျားဖြစ်မဲ့ဆိုရင်ရေညာကိုဆမ်းပါစေစာတဲ့အဲ့ဒီလိုအဋိဌံပြီးတော့ရွှေခွက်ကိုရေထဲချလိုက်တာရွှေခွက်ကရေညာကိုဆမ်းပြီးတော့ရည်သီးချောင်းကိုအန်တုပြီးတော့ဆန်တက်သွားတာရွေ့နဲ့ပြီးတော့မြုပ်သွားတော့ဘယ်ရောက်သွားတယ်ကာလနဂါမင်းစီကိုရောက်သွားပြီးတော့အရင်ဖရာသုံးစုတို့ရဲ့ရွှေခွက်ရဲ့အောက်ကနေဝင်းခံတာဟုတ်လားအဲ့ဒီလိုဝင်းခံတော့ရွှေခွက်ချင်းတိုက်ပြီးတော့ကြိတ်ကြိတ်ဆိုတဲ့အတန်ကလေးထွက်လာတာအဲ့ဒီမှာဘယ်သူနိုးလာတယ်ဩလူပြည်ကလည်းဖရာကခဏတိုင်းပွင့်တကိုလို့ပြောတဲ့ဗျာဟုတ်လားအေးအဲ့ဒီလိုမျိုးအဋိဌံပုဗ္ဗနိမိတ်တာအဋိဌံဘာတွေဖြစ်ရင်ဘလို့တွေများဖြစ်မှာလဲဘလို့ဖြစ်ပါစေစားဆိုပြီးတော့ကြိုတင်နမိတ်ကိုသိဖို့အတွက်အဋိဌံတာဇတ်တော်တွေထဲမှာရှိပါတယ်ဗျာစံပေယဇတ်တို့ရှိတယ်နဂါမင်းကသူ့ရဲ့နဂါမိဘုရားကြီးကိုမှားထားခဲ့တာငါလူပြေသွားပြီးတော့ဥပုံဆောင်မယ်စုံတရားဘေးရန်ကျုံလာရင်ဟောဒီကံတွေကရေတွေဟာသွေးတွေလို့ချင်းချင်းหนีသွားလိမ့်မယ်နမိတ်ပြထားခဲ့တာဟုတ်လားအေးအဲ့ဒါမျိုးကိုပုဗ္ဗနိမိတ်တာအဋိဌံလို့ခေါ်တယ်တဲ့အရေးကြီးတဲ့ဝတ္တအဋိဌံကိုပြောမှာမို့လို့အရေးမကြီးတဲ့အဋိဌံတွေကိုမြန်ပဲသွားမယ်နော်အေးခုနောက်ဒုတိယမြောက်အဋိဌံကဘာလဲအာတိတာအဋိဌံမိမိတောင်းတအပ်တဲ့အရာအတွက်စိတ်ထဲကနေဆောက်တည်လိုက်တာဟုတ်လားအဲ့ဒါကိုဘာခေါ်မလဲအာတိတာအဋိဌံအဲ့ဒါကိုဦးဇင်းတို့ဇတ်တော်တွေထဲမှာလည်းပဲအာတိတာအဋိဌံတွေအများကြီးရှိပါတယ်ဦးဇင်းတို့ပြောဖို့ရွေးထားတာလေးကနလပါဏဇတ်တဲ့နော်နလပါဏဇတ်အဲ့ဒါကဘာလဲဆိုတော့ဦးဇင်းတို့ဘုရားလောင်းတော်ကြီးမြောင်မင်းဖြစ်တော့အချွေရံပေါင်း8000လောက်တောင်ရှိတယ်လို့ဆိုတယ်အဲ့ဒါတနေ့တော့သူကတောထဲမှာအစာရှာသွားရင်းနဲ့သူ့ရဲ့အောက်ငယ်သားတွေကရေငတ်တာရေငတ်တော့ရှောက်ရှာတော့ကျူတော်ကြီးရန်ထားတဲ့ကျူပင်တွေညို့မှိုင်းနေအောင်ပေါက်ပြီးတော့ခလေကောင်မှာရေကန်ကြီးအဝေးကကြည့်ရင်အဲ့ဒီရေကန်ကြီးကိုမမြင်ရဘူးကျူပင်တွေကခြံရံထားတာစိတ်ဆို့ညို့နေတာအဲ့ဒီနားရောက်တော့ဟာရေတွေဆိုပြီးတော့မြောက်တွေကဝမ်းသာအားရရေကန်ထဲကိုဆင်းတော့မှာအဲ့ဒီချိန်မှာဦးဇင်းတို့ဘုရားလောင်းကြီးကဟေ့တယောက်မှမဆင်းနဲ့တကောင်မှမဆင်းနဲ့တယောက်မှမဆင်းနဲ့မဟုတ်ဘူးတကောင်မှမဆင်းနဲ့ဟုတ်လားဘာဖြစ်လို့တုံးဆိုတော့ရေကန်ထဲကိုဆင်းတဲ့ခြေရာပဲတွေ့တယ်ပြန်တက်လာတဲ့ခြေရာမတွေ့ရဘူးတဲ့အဲ့ဒါကိုထောက်သောအပြင်ဒီရေကန်ထဲမှာအန္တရာယ်ရှိတယ်ဘုရားလောင်းဆိုတော့တတိကအားကြီးတယ်ဘယ်တော့မှအမှတ်တမဲ့မလုပ်ဘူးဟုတ်လားအဲ့ဒီလိုဒါတော့မြောက်တွေတကောင်မှမဆင်းရဲဘူးအဲ့ဒီမှာဘုရားလောင်းကစောင့်ပြီးတော့ကြည်တယ်အမှန်ပဲအဲ့ဒီရေကန်ကရိုက်ခိုက်ဘလူးဆောင်တာအဲ့ဒီရေကန်ထဲကိုဆင်းတဲ့တတ္တဝါကိုသူစားခွင့်ရတယ်အဲ့ဒီမှာဘလူးကမဆောင်နိုင်ဘူးမြောက်တွေဆင်းရင်စားမယ်လို့စောင့်နေတာမြောက်တွေကတကောင်မှမဆင်းတော့ကြားတော့ तू မစောင့်နိုင်ဘူးမအောင်နိုင်ဘူးအဲ့ဒါရေကန်ထဲကနေဘွားဆိုပေါ်တက်လာနင်တို့ဆင်းပါလားတဲ့ရေထဲကိုဆင်းရင်သင်ကစားမှာပေါ့အဲ့ဒီမှာဘုရားလောင်းကမခံချင်ဘူးငါတပည့်တွေလည်းရေစားနေပြီဘီလူးကလည်းအရန်သင်းစောင့်နေတယ်အဲ့တို့တော့ဘာပြောတယ်ဆိုတော့ငါတပည့်တွေကိုသင်တကောင်မှမစားရသေးဘူးတဲ့ဒီမြောက်တွေအကုန်လုံးလည်းရေတောက်ရစီမယ်အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ကျူရိုးတရိုးကိုဆွဲပြီးတော့အဲ့ဒီကျူရိုးကိုမှုတ်လိုက်တယ်ပါဇက်နဲ့ဟောင်းလောင်းပေါက်သွားတယ်ဟောဒီကျူရိုးတွေအကုန်လုံးဟောင်းလောင်းပေါက်သွားပါသေးကျူပင်တွေကအစကဝါးတွေလိုအစစ်အစစ်နဲ့ရှိနေတာတဲ့ဟုတ်လားအဲ့ဒီလိုဘုရားလောင်းကအဋိဌံလိုက်တာကျ
ကျူရိုးတွေရဲ့အစစ်တွေဟာအကုန်လုံးပေါက်သွားပြီးတော့ဦးဇင်းတို့ပိုက်တစ်ချောင်းလိုဖြစ်သွားတာအဲ့ဒီမှာမြောက်တွေကအကုန်လုံးလာတဲ့အဲ့ဒီကျူရိုးတွေကိုချိုးပြီးတော့ရေကန်ရဲ့နှကန်းကနေပြီးတော့ရေထဲကိုကျူရိုးအဖျားနှစ်ပြီးတော့ပိုက်လို့စုပ်ပြီးတော့တောက်ကြတာဟုတ်လားအဲ့ဒါဦးဇင်းတို့ကျမ်းဂန်တွေထဲမှာရှိပါတယ်ထုံးမတိမ်ငုံအိမ်ကျူလဆိုတာကြားဘူးတယ်မဟုတ်လားအေးငုံအိမ်ကျူလဆိုတာကဒီကဘာမှာတီတဲ့အရာကြီး၄ခုပေါ့လေငုံမင်းသစ္စာဆိုထားတဲ့နေရာမှာဒီကနေ့အချိန်ထိအဲ့ဒီနေရာတောမီးမလောင်အောင်ဘူးအိမ်ဆိုတာကဂတိကာရပြမမင်းရဲ့အလောင်းကတ္တပမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုကတ္တပမြတ်စွာဘုရားကိုအိမ်အမိုးတစ်ချမ်းဖြုတ်ပြီးတော့လှူထားတာရှိတယ်အဲ့ဒီနေရာကိုပြန်လဲမမိုးနိုင်ဘူးသူကဆင်းရဲတယ်မိုးရွာရင်မိုးမစွတ်ဘူးတဲ့အဲ့ဒီနေရာမိုးမကြဘူးတဲ့ငုံအိမ်ကျူလကျူဆိုတာကအခုကျူရိုးကိုပြောတာဒီကဘာမှာအဲ့ဒီကျူရိုးတွေဘယ်တော့မှအဆင်မရှိတော့ဘူးတဲ့ဟုတ်လားလဆိုတာကဦးဇင်းတို့တတပန္တိတဇတ်မှာလပေါ်မှာတရားမင်းကဂုံပြုတ်ပြီးတော့ယုံရေးတယ်ဆိုတာကြားဖို့တယ်နော်အေးထားတော့အဲ့ဒါလိုမျိုးကိုဖြစ်ချင်တာကိုဘာသစ္စာမှမပါဘူးနော်တခါကြီးမိုင်များကိုဖြစ်ချင်တာကိုရိုးလေးအဋိဌာန်လိုက်တာအဲ့ဒီအဋိဌာန်ရဲ့အစွမ်းကြောင့်ဖြစ်သွားတာအဲ့ဒီအဋိဌာန်မျိုးကိုအာတိတာအဋိဌာန်တဲ့အဲ့ဒါဦးဇင်းတို့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့တခုပြောစရာလည်းရှိတယ်ဦးဇင်းတို့ဘုရားလောင်းကြီးဘုရားဖြစ်ပြီဆိုတော့ဦးဇင်းတို့တပုဒ္ဒနဲ့ဗာလိကလာပြီးတော့ပြားမုံစုပ်တွေလာပြီးတော့ကတ်တော့မြတ်စွာဘုရားမှာအဲ့ဒီမုံကိုခံရသပိတ်မရှိဘူးဟုတ်လားဂတိကာရမြမကြီးလှူတဲ့သပိတ်ကသူ့ဇာတာရွှေခွက်မလှူဝင်ကစပျောက်သွားပြီမရှိတော့ဘူးအဲ့ဒီလိုမြတ်စွာဘုရားသပိတ်ခံရမရှိဘူးဆိုတော့နမင်းကြီးလေးပါးကတယောက်လျင်မြားသပိတ်တစ်လုံးစီနဲ့မြတ်စွာဘုရားကိုလားလှူတာမြတ်စွာဘုရားကလက်မခံဘူးအဲ့ဒီလိုလက်မခံတော့ဒါမအပ်ဆက်ဘူးဆိုပြီးတော့ကြောက်သပိတ်ပဲနောက်အစင်းရှိတဲ့ကြောက်သပိတ်နတ်တစ်ပါးလျင်တစ်လုံးယူလာလားလှူတာအဲ့ဒီတော့မြတ်စွာဘုရားကအဲ့ဒီနတ်မင်းကြီးတွေရဲ့တရားတရားကိုစောင့်ရှောက်တဲ့အနေနဲ့လေးလုံးလုံးအလှူခံလိုက်တယ်လေးလုံးလုံးအလှူခံပြီးတော့ထပ်ပြီးတော့အဋိဌာန်လိုက်တာအနာလေးရစ်ပါတဲ့သပိတ်တစ်လုံးနဲ့ဖြစ်သွားတယ်အဲ့ဒါမြတ်စွာဘုရားကင်တဲ့သပိတ်အဲ့ဒါသည်အာတိတအဋိဌာန်တစ်လုံးနဲ့ဖြစ်စေလို့အဋိဌာန်လိုက်တာနော်သဘောပေါက်တယ်နော်အေးအဲ့တော့အဋိဌာန်ဘယ်နှမျိုးရှိသွားပြီလဲနှစ်မျိုးဟုတ်လားပုဗ္ဗနိမိတအဋိဌာန်ဟုတ်လားအေးအာတိတအဋိဌာန်အခုဦးဇင်းတို့အရေးအကြီးဆုံး၃ခုမြောက်အဋိဌာန်ကိုပြောမယ်အဲ့ဒါကတော့တရားတော်မတို့ဦးဇင်းတို့လိုက်နာကျင့်သုံးရမယ့်အဋိဌာန်ဟုတ်လားအဲ့ဒါကဘာလဲဆိုတော့ဝတ္တအဋိဌာန်ကောင်းတာတွေကိုလုပ်မယ်လို့ဆုံးဖြတ်ပြီးရင်နောက်မဆုတ်တမ်းလုပ်တာဒီအဋိဌာန်ပါရမီကလူအများစုမှာမပြည့်စုံကြဘူးဟုတ်ရဲ့လားတကယ့်ကိုစိတ်ဓာတ်တွေခိုင်မာပြီးတော့ပါရမီတွေရင့်ပြီးတော့သိပ်ပြီးတော့အထက်တန်းကြတဲ့ပုဂ္ဂိုလ်တွေသေးတာလဲအဋိဌာန်ပါရမီဟာပြည့်ကြတာများတယ်ဒါရေဘူးရအကဲခတ်ကြည့်တာပေါ့နော်အဲ့ဒီလိုကောင်းတာလုပ်မယ်ဆိုရင်ဘာအနှောင့်အယှက်ဘာအခက်ခဲပဲတွေ့ခုနတုန်းကသူမိတာရှင်ရဲ့သိစဉ်းစားသလိုမျိုးသေလောကြောက်အတေးပြီးသောအာဇလောမတုံလှုပ်သောသကထနေဝဒိဋ္ဌတိမိမိရဲ့နေရာမှာအမြဲတည်နေတဲ့ပပတောယထာကြောက်တောင်ကြီးကဲ့သို့ဘုဒ္ဓဝါဒီရလေးမျက်နာကလာတဲ့လေချမ်းတို့ကြောင့်နာကံပတိယထာမတုံလှုပ်တဲ့ကဲ့သို့ဟုတ်လားကြောက်တောင်ကြီးဟာအရက်လေးမျက်နာကလာတဲ့လေချမ်းတွေကြောင့်မတုံလှုပ်တယ်လို့မျိုးကိုကောင်းတာလုပ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီကောင်းမှုကိုပျက်စီးသွားစေတဲ့လောကဓာတ်တွေအတိုက်အခိုက်တွေအနှောင့်အယှက်တွေအဖြက်ကြီးတွေဆိုတဲ့လေချမ်းတွေကိုအဋိဌာန်ကိုကြောက်တောင်ကြီးလို့သဘောထားပြီးတော့ခိုင်မာအောင်မလုပ်ရမယ်ကျင့်သုံးရမယ်တဲ့ဟုတ်လားအဲ့ဒီအဋိဌာန်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မင်းကုန်းစတော်ကြီးကတော့ဗုဒ္ဓဇတ်ကိုလည်းပဲသူကအထောက်ထားပြတယ်ဗုဒ္ဓနဂါမင်းဟာဒီငါရဲ့အသက်သေးခြင်းသေးပါစေငါသီလကိုအပြစ်မခံဘူးလို့အဋိဌာန်အဲ့ဒါလည်းပဲအဋိဌာန်ပါရမီပါပဲတဲ့ဒါပေမဲ့ဦးဇင်းတို့ကပြောချင်တာကအဲ့ဒီအဋိဌာန်ပါရမီတဲ့ပုံမူ၍အားပါသောပုံမူ၍တိသင်တိတိုက်သောတေမိယဇတ်ကိုပြောချင်တယ်ဟုတ်လားဇတ်ကြီးဆယ်ဘွယ်ထဲမှာအစာအုပ်ဆုံးသောဇတ်အဋိဌာန်မင်းသားပေါ့ဟုတ်လားတေဇသူနေမဝုသန္နာဝိဝေဟုတ်လားအဲ့ဒီတေမိယဇတ်
အံ့ဩစရာလည်းအင်မတန်ကောင်းတယ်ဗျာဟိုလက်ဖြားခါစရာကောင်းတယ်အဲ့ဒီဇက်ကနော်ဘလို့မှကိုချင်းစာလို့နားမလည်ဘူးဦးဇင်းတို့အဲ့ဒီဇက်တော်မှာဦးဇင်းတို့ဘုရားလောင်းလေးဘာကြောင့်တင်မိရဆိုတဲ့အမိရရတာလေမွေးတဲ့အခါမှာမိုးတွေကတနိုင်ငံလုံးရွာတာရွာတော့လူတွေကမိုးရီတွေနဲ့ပြောပြီးတော့ပီတိတွေနဲ့ဆွတ်ဆွတ်ပြီးတော့သဘောတွေကျနေတာဒါကြောင့်မလို့အာလုံးသောတတ္တဝါတွေကိုချမ်းသာဒုက္ခနဲ့ဆွတ်ဆွတ်စေတယ်ဆိုပြီးတော့တင်မိရမင်းသားလို့အဲ့ဒါလိုအမိပေးတာတဲ့တာမန်နဲ့ရလာတာမဟုတ်ဘူးမိဖုရားပေါင်းတောင်းချီပြီးတော့ရှိတယ်ဘုရင်ကြီးကတယောက်မှသားသမီးမမွေးဘူးတဲ့အံ့ဩဖို့ကောင်းတယ်အဲ့ဒီမှာသားစုပန်ကြဆိုပြီးတော့သားစုပန်တို့အဲ့ဒါနတ်ကပေးထားတဲ့သားအဲ့ဒီသားကအဲ့ဒါဖေရောမေရောအင်မတန်ချစ်တယ်ဒီသားလေးကိုခရခစီရထားတဲ့သားလေးမို့လို့ဟုတ်လားအဲ့ဒီလိုနဲ့သားလေးကလည်းဒီလိုနေတာပဲတလသားလေးတခက်ငယ်ငယ်လေးအဲ့ဒါဥစဉ်ကတို့ဘုရားလောင်းကသူ့ဘာခမဲတော်ရဲ့ရင်ခွင်ကြားမှာချော့မြူးပြီးနေတဲ့အချိန်မှာပဲမင်းကြီးတွေကရာတော်သား၄ယောက်ကိုဘုရင်ကြီးဒီခေါ်လာတာအဲ့မှာဘုရင်ကြီးကဘုရင်ဆိုတော့အမှုစီရင်ရတာပေါ့ဗျာဘယ်ရှောင်လို့လွှဲလို့ရပါမလဲဟုတ်လားအဲ့တော့တယောက်ကိုကျိန်တန်းဟာတယောက်ကိုလှမ်းတယ်ထို့တယောက်ကိုဓာတ်နဲ့ခုတ်တယောက်ကိုမသေးမချင်းသတ်အဲ့ဒါလိုမျိုးပေါ့အသီးသီးအပြစ်ပေးလိုက်တာအဲ့ဒါကိုဒီရင်ခွင်ကြားမှာရှိတဲ့ကလေးလေးကမျက်လုံးပြူးလေးနဲ့ကြည့်ပြီးတော့အံ့ဩပြီးတော့ကြောက်ဘာတွေလုပ်နေတာတော့အဲ့ဒီကလေးလေးကဟုတ်လားအဲ့ဒီကလေးလေးကကြောက်တယ်အဲ့ဒီအတန်ကိုကြားပြီးတော့အဲ့ဒီဟာကိုမြင်ပြီးတော့အဲ့ဒီကလေးကနောက်ဘဝကိုသတိရတဲ့ဗျာတိုက်ဆိုင်တာနော်အဲ့ဒါသူဘယ်ဘဝကလာတော့ဆိုတော့ငရဲပြည်ကလာတာတဲ့ငရဲပြည်ကလာတာဆိုတော့ဩငါငရဲပြည်ကလာတာအဲ့ဒီငရဲပြည်ကိုငါဘယ်ကနေရောက်သွားတာတော့ဆိုတော့ငါရှင်ဘုရင်တစ်ပါးကနေပြီးတော့ငရဲကျသွားတာကိုလို့သူမြင်တဲ့မြင်တော့ဘုရင်ဖြစ်ရတာဟာရှောင်ရင်လို့လည်းမရတိန်ရင်လို့လည်းမရအင်မတန်ကြက်တဲပါလားငါအခုဘယင်ဖြစ်ဖို့လို့အတွက်အစပြိုးလာပြန်ပြီငါဘယင်ဖြစ်လို့ရှိရင်ဒီလိုရှောင်မရတိတ်မရတဲ့မကောင်းမှုတွေလုပ်ရပြီးတော့ငါငရဲထက်ကြရင်တော့ဒုက္ခရောက်ရကြီးရဲ့လို့ကလေးကအဲ့ဒီအတွေးကိုတွေးပြီးတော့တခါတည်းညှိုးသွားတာနောက်ဘဝကိုလည်းတတိရတယ်ကြောက်လဲတော်တော်ကြောက်သွားတယ်လာသားကလေးဖြစ်နေတာနော်အဲ့ဒါကိုဘယင်ကြီးတွေကတော့ဘယ်သိမှာတော့အဲ့ဒါကလေးလေးကအဲ့ဒါလို့နဲ့ညရောက်တော့အဲ့ဒီထီးပြူရဲ့အောက်မှာအိပ်ပြီးတော့နေတာအဲ့ဒီလိုတွေးပြီးတဲ့ကစားဒီကလေးကလုံးဝမရွှင်တော့ဘူးမင်းဘူးဥဩဘာသကတော့ရေးပါတယ်ဘရုံမာကြာပန်းလေးကိုလက်နဲ့ဆုပ်နေထားသလိုပဲတဲ့နွမ်းနေတယ်ညှိုးနေတယ်အဲ့ဒါကိုလွန်ခဲ့တဲ့ဘဝကအမိတော်ခဲ့တဲ့ထီးပြူဆောင်နတ်သမီးကသိတယ်သိတော့အင်မတန်လဲသနာတယ်ငါသားလေးကြည်စံဒီလိုစားနေတာသူငရဲကြမှာကြောက်လို့ရှင်မင်းမဖြစ်ချင်ပဲကိုအဲ့ဒါနဲ့သူကအကြံပေးတာအိမ်မက်လူဘာလူတဲ့နော်အဲ့ဒီကလေးလေးနဲ့စကားပြောတာနတ်တွေဆိုတော့လူတွေရဲ့စိတ်ကိုသိနိုင်တယ်ဟုတ်လားအဲ့ဒီလိုဘုရားအလောင်းလေးမိမ့်ဖြစ်နေတော့အဲ့ဒီနတ်သမီးကပြောတာချစ်သားသင်ရှင်မင်းမဖြစ်ချင်ဘူးဆိုရင်ငါပြောတဲ့အတိုင်းလုပ်မောကြည့်တယ်ကလေးကဘယ်လိုလုပ်ရမှာလဲပေါ့အဲ့ဒီမှာမစွန့်တော်လဲစွန့်တဲ့ကဲ့သို့စကားပြောတတ်တော်လဲမပြောတတ်တဲ့ကဲ့သို့နားကြားတော်လဲမကြားတဲ့ကဲ့သို့ဒီအင်္ဂါ၃ချက်နဲ့ညီအောင်မင်းနေနိုင်မယ်ဆိုရင်မင်းရှင်ဘုရင်မလုပ်ရဘူးတဲ့အဲ့ဒီလိုအတယောက်အထိုင်းတယောက်အစွန့်တယောက်ကိုဘယ်သူကမှရှင်ဘုရင်ဖြစ်အောင်လုပ်မှာမဟုတ်ဘူးတဲ့အဲ့ဒီလိုပြောတော့ဘုရားလုံးကအင်မတန်သဘောကျတယ်ထွက်ပေါက်ပိတ်နေတဲ့လူကိုတကားပေါက်ဖွင့်လိုက်တယ်လို့မျိုးနော်ဟန်ရပြီဟုတ်ပြီအဲ့ဒီအချိန်တွေကစပြီးတော့အဲ့ဒီကလေးကတခါတည်းအဋိဋ္ဌံလိုက်တယ်တဲ့ဘလို့အဋိဋ္ဌံလိုက်တယ်ဆိုတော့ငါဒီချိန်ကစပြီးတော့စွန့်တဲ့ပုံစံနားမကြားတဲ့ပုံစံစကားမပြောတတ်တဲ့ပုံစံတခါတည်းဖမ်းလိုက်တော့မယ်ကြည့်မိကြည့်ရစိုက်ကြည့်နေဒီတိုင်းလေးသိပ်ထားတယ်ဆိုရင်လက်ကိုဒီတိုင်းထားရင်ဒီတိုင်းပဲနေတယ်မရွှေ့ဘူးမပြောင်းဘူးမလွယ်ဘူးတော့တော်တော်မလွယ်ဘူးတော့တခါကြီးမိုက်မြအဲ့ဒီလိုမျိုးသူကထားတဲ့အတိုင်းနေတာဒါမှသူကအနဲ့တူမှာပေါ့အဆွန့်နဲ့တူမှာပေါ့အဲ့တော့နောက်တော့မိဘတွေကရိပ်မိလာတယ်ဗျကလေးကအခါတိုင်းနှုတ်ဆာရင်ကလေးဆိုတာငိုတာပဲလေမငိုဘူးတဲ့ဆာလိုက်တာဗိုက်ထဲမှာမီးလောင်တယ်လို့မျိုးဘုရားလောင်းကဒါပေမဲ့ तू ကဘလို့စဉ်းစားတော့ဆိုတော့
ငါငရဲကလာခဲ့တာငရဲမီးနဲ့စာရင်နှုတ်စာလို့ဗိုက်ထဲမှာပူးနေတာကအများကြီးသက်သာတယ်အများကြီးချမ်းသာတယ်ဆိုတော့တသာလေးနေတယ်တဲ့တော်ကြီးညိုစရာကောင်းတယ်နော်အဲ့တော့လူတွေကအတိုင်းဝိုင်းတွေကဟာဘာဖြစ်တာတော့ကလေးကမငိုဘူးဆိုတာထင်ရှားလာတယ်ထင်ရှားလာတော့ကလေးကအမူအရာတွေကလည်းပြောင်းနေတယ်ထားတဲ့အတိုင်းလေးနေတာအယုတ်ကလေးလိုဖြစ်နေဘယ်မှလည်းမကြည့်တော့စိုက်ကြည့်ဒီတိုင်းလေးအဲ့တော့ဘာဖြစ်လဲမသိဘူးငိုအောင်လုပ်ဖို့လိုလာတယ်မငိုရင်လည်းပဲဒါကလေးကပုံမမှန်တော့ဘူးလေအဲ့တော့ဘာလုပ်တုံးဆိုတော့ကလေးဆိုတာနှုတ်စာရင်ငိုတာပဲနှုတ်ဖြတ်ကြည့်တဲ့အဲ့တော့သူကဘယင်သားဆိုတော့ငကိုကတော့တပဟိုးလေးရင်တယောက်ကြနှုတ်ရင်းတွေကနှုတ်တက်ရတယ်အဲ့ဒါဖြတ်ထားတယ်တနာကြီးကြာလို့လည်းမတိုက်မငိုဘူးနှစ်နာရီကြာကြည့်ထားမငိုဘူးပူလာပြီဗိုက်ထဲကမငိုဘူးတခါလေတရက်လုံးတခါမှမတိုက်ဘူးတဲ့နှုတ်မတိုက်ဘူးရေလည်းမတိုက်ဘူးငိုစီခြင်းလို့ပြစ်ထားတာအဲ့ဒီအခါမျိုးမှာဘုရားလောင်းကအင်မတန်ဆင်းရဲတယ်အင်မတန်ပူလောင်တယ်ပူလောင်လိုက်တိုင်းသူ့ရဲ့အဋိဌံကိုပြက်မှာဆိုးလို့မငိုရဲဘူးငိုလိုက်တာနဲ့တပြိုင်တည်းသူ့ရဲ့လုပ်ငန်းစဉ်ကြီးလုံးဝပြတ်သွားပြီမငိုရဲဘူးငိုမေကြံလိုက်ရင်ငရဲကိုမျက်စိထဲလှမ်းမြင်လိုက်တယ်သူတကယ်မြင်ခဲ့တာကိုတကယ်ကြုံခဲ့တာကိုငရဲအပူနဲ့ဆိုင်ရင်ဗိုက်ထဲကပူနေတာအများကြီးသက်သာတယ်နေလိုက်တာပဲအဲ့ဒီလိုနဲ့နှုတ်ဖြတ်ပြီးတော့ထားလိုက်တာတစ်နှစ်သားထိရောက်တယ်နော်အဲ့ဒါတစ်နှစ်လုံးသူကြော်ဖြတ်ခဲ့တာလုံးဝအောင်မြင်တယ်အဲ့ဒါနှစ်နှစ်သားရောက်တဲ့အခါကျတော့ဘာနဲ့ထပ်ပြီးတော့စမ်းတော့ဆိုတော့နှစ်နှစ်သားအရွယ်လေးတွေကမုံကလေးတွေဘာလေးတွေဗတက်ထဲသွတ်ပြီးရင်မြုံတက်ပြီးငုံတက်ပြီးလေစားစရာတွေ့ရင်စားခြင်းပြီလေအဲ့တော့အဲ့ဒီမုံကလေးတွေမပေးဘဲနဲ့ထားတာနော်မုံလေးတွေမပဲစားခြင်းလိုက်တာအဲ့တော့ဘုရားလုံးကစဉ်းစားတယ်တဲ့မင်းဘဝတိုင်းစားခဲ့ပါပြီကွာနောင်လည်းပဲမင်းအကြာကြီးဓာတ်တဲ့ကောင်းတာတွေလည်းစားရအောင်မှာပါမင်းအမြဲတမ်းကြီးငတ်မနေပါဘူးမင်းအခုချိန်ငိုလိုက်မယ်ဆိုလို့ရှိရင်မင်းငရဲကြမှာနော်အဲ့ဒါသူ့ကိုယ်သူအဲ့ဓာတ်တဲ့ဆိုးဝါးတဲ့ဘေးနဲ့ရှင်းပြီးတော့အဋိဌံကိုပြည့်အောင်ဖြည့်တာအဲ့ဒါတစ်နှစ်ကြာတယ်တဲ့အဲ့ဒီလိုနဲ့ဆက်ပြီးတော့စမ်းလိုက်တာဦးဇင်းတို့ဘ ഹു တုတ္တလေးခွေတွေထဲလည်းပါမှာဆိုတော့ပြောလိုက်ဦးမယ်နော်3နှစ်သားလောက်ရောက်တော့တစ်သီးနဲ့စမ်းနေတဲ့တစ်သီးလေးတွေစားကြတယ်မကြွေးဘူးအဲ့ဒါအောင့်နေတာပဲဘယ်လို့မှသူမဖယ်ဘူးနောက်ကစားစရာလေးတွေနဲ့ဆက်ပြီးတော့စမ်းတယ်ကျန်တဲ့ကလေးလေးတွေကကစားစရာနဲ့ကစားသူကဒီတိုင်းပဲကြည်နေရတယ်သူမလှုပ်ရဲဘူးနော်နောက်တော့ထမင်းဖြတ်ထားတယ်ထမင်းဘောစဉ်သူမကြွေးဘူးအဲ့ဒါတစ်ခုကိုတစ်နှစ်လောက်ကြာအောင်စမ်းတာအမတ်ကြီးတွေကဟုတ်လားနောက်တော့ကလေးကဘယ်နှစ်လောက်ရောက်လာတော့ဆိုတော့6နှစ်သားလေးလောက်ရောက်လာပြီဆိုတော့ဘာလုပ်တုံဆိုတော့မင်းကြီးတွေကဒီကလေးစကားပြောအောင်ဒီကလေးလှုပ်အောင်ဒီကလေးကဒီတိုင်းလေးပဲနေတာဆိုတော့ဘာလုပ်တုံဆိုတော့ကလေးတွေအကုန်လုံးတဲကြီးတစ်လုံးထဲမှာထားတာထရွက်တဲကြီးအဲ့ဒီထရွက်တဲကြီးကိုရုတ်တရက်မီးတွေဝုန်းတိုက်ပြက်တာဟာကြံတဲ့ကလေးတွေအကုန်လုံးအော်ဟစ်ပြီးတော့ထွက်ပြေးကြတယ်သူကလည်းဇက်ဆိုတော့လန့်သွားတာပေါ့သို့တော့အမြဲတမ်းတတိကရှိနေတယ်သူမပြေးရဘူးဒီတိုင်းတင်မလီလေးချထားတော့တင်မလီခွေလေးပဲသူထိုင်းနေရတယ်မပြေးရဘူးဒီမီးလောင်တာဘာဟုတ်သေးလို့လဲအဲ့ဒီမှာသူ့လောင်ကနီးမှအထင်းတော်တွေကပြပါတလဲသူ့ကိုချီးပြေးရတာကိုဟုတ်လားအဲ့ဒီလိုနဲ့ဆက်ပြီးတော့ဆန်းတယ်အမှုံရစ်တဲ့ဆင်ကြီးနဲ့ဆန်းတယ်တဲ့ဆင်ကြီးကသူ့ကိုနင်းမလို့ပြေးလာတယ်ကျန်တဲ့ကလေးတွေပြေးကြတယ်နင်းမစေဒါသူစမ်းနေတာလို့ तू မသိဘူးနော်အဲ့ဒါဆင်လိမ္မာကြီးဆိုတော့ဆင်ကြီးကကြောက်လန့်နေရကောင်းတဲ့ပုံတရံဖန်ဆင်းပြီးတော့နှာမောင်းကြီးနဲ့ရစ်ပြီးတော့ပတ်ပြီးတော့ပေါက်တက်မလို့လှုပ်တယ်ဒါလည်း तू ဧကလည်းမလှုပ်ဘူးအင်းကလေးလည်းမလှုပ်ဘူးဒီလိုပဲနေတာပဲဟုတ်လားနောက်တော့ဘာလှုပ်တုံးဆိုတော့အင်မတန်ကြောက်မက်ဖွယ်ရကောင်းတဲ့မဟောက်ကြီးအကြီးလက်မောင်းလောက်ခြေသလုံးလောက်ရှိတဲ့မဟောက်ကြီးပပြင်းထောင်ပြီးတော့သူ့ကိုလာရစ်တယ်လုံးဝမလှုပ်ဘူးတဲ့အဲ့ဒါလိုနေတာအဲ့ဒီလိုနေရင်နဲ့နောက်တော့သူ့ကိုကာပွဲသဘင်နဲ့သူ့ကိုစမ်းကြည့်တယ်အဲ့ဒီကာပွဲသဘင်ဒီဘလို့ပဲလှုပ်ရှားနေသူမျက်လုံးတောင်မလှုပ်ဒီလိုပဲနေတယ်ဟုတ်လားနေခဲ့တာတွေနော်နောက်တန်လျက်ကိုင်းတဲ့လူဆိုးကြီးကသူ့ကိုလိုက်တယ်ကျန်တဲ့ကလေးတွေပြေးရတယ်သူ့လေပင်ဖြတ်မဲ့ပုံစံနဲ့လာတယ်သူဒီတိုင်းပဲနေတာပဲဖြတ်ချင်လဲဖြတ်ဖို့သူဒီတိုင်းနေတာအဋိဌံနော်နောက်ခယူသင်းတန်တွေရုတ်တရက်အတန်လေးအကျယ်ကြီးဖြစ်အောင်လုပ်တယ်စီတန်ကြီးတွေတီးပြီးတော့စမ်းတယ်တခုစမ်းတာမြန်တော်တော်ကြောက်စရာကောင်းတယ်တကူလုံးကိုတင်းလဲကြီးတွေတုပ်ပြီးတော့မြက်တော်ကြားတဲ့ကိုပြစ်ထားတာ
အဲ့ဒါချင်းတွေကသူ့ကိုလာကြိုက်တယ်နော်ချင်းတွေရင်မမေးရိုင်းကြီးတွေသူ့ကိုလာပြီးတော့ထိုးတာအဲ့ဒါ तू လုံးဝမတွန့်ဘူးမလှုပ်ရဲဘူးလှုပ်လိုက်ရင် तू အစွန့်မဟုတ်ဘူးဆိုတာပေါ်သွားမှာဒါဖရာလောင်းကြီးရဲ့ကျင့်စဉ်တွေနော်တခါကြီးဒီမိုက်မြတ်ကြီးညိုစင်ရပေါ့ဟုတ်လားအေးအဲ့ဒီလိုနဲ့ तू ဆက်ပြီးတော့ကျင့်လိုက်တာ तू ဘယ်နှစ်သားရောက်ပြီလဲဆိုတော့15နှစ်သားရောက်ပြီဆိုတော့လှခြင်းပခြင်းတဲ့အရွယ်ရေချိုးတဲ့အရွယ်လေးပေါ့ဟုတ်လားခဏခဏတတဲ့အရွယ်လေးပေါ့အဲ့ဒါဘာလုပ်လဲဆိုတော့သူ့ကိုမစင်ကျင်ကြီးတွေကျင်ငယ်တွေဘယ်သူကမှတုတ်တယ်မပေးတော့ဘူးမောင်မတွေကလည်းသူ့ကိုမခံချင်အောင်ပြောတယ်အရွယ်ကလေးကလည်းရောက်လာပြီမင်းကလေးမဟုတ်ဘူးနော်ကို့အငြိကြီးကို့ဟက်ကိုတန်ရှင်းမင်းကိုတို့လုံမပေးနိုင်တော့ဘူးအဲ့ဒီလိုပြောလေသူကဒီတိုင်းနေရပဲထွက်เสียရှိထွက်ကြသွားပေါက်เสียရှိပေါက်ကြပါတိတ်နေတာအဲ့ဒါချင်းဒီတယုံယုံနဲ့ဘယ်သူမှသူ့ကိုတုတ်တယ်မပေးဘူးဘင်းပုံငရဲတဲ့ကြာနေတယ်လို့အန်ချင်းအော့ချင်းနှလုံးသားတွေအပြင်မဲ့ထွက်လာမလောက်ထိအနက်နေဆိုးပါတယ်ဘလောက်ပဲဆင်းရဲငါငရဲကြခဲ့တုန်းကဘင်းပုံငရဲကြခဲ့တုန်းကအနက်လောက်တော့မဆိုးပါဘူးဒါအခိုက်အတန့်မျှပဲအခိုက်အတန့်မျှပဲလို့စိတ်ကိုတင်းပြီးတော့အဋိဋ္ဌံကိုခိုင်မြဲအောင်သူကြိုးစားတယ်သူ့မစင်နေနဲ့သူလူးနေတာနော်တခါကြီးမိုက်မြအဲ့ဒါခဏလည်းမဟုတ်ဘူးနှစ်နဲ့ချီပြီးတော့ကြာတယ်အဲ့ဒီလိုနဲ့သူ15နှစ်သား16နှစ်သားရောက်ပြီဆိုတော့ဘာလုပ်တုံဆိုတော့သူ့ကိုဂရင်မော်ဒီတိုင်းတုံးလုံးလေးထားပြီးတော့အောက်ကမီးကြီးအိုးတွေအောက်ကချထားတာပူလိုက်တာလောင်လိုက်တာသူ့ရဲ့အရေခွန်ကနေပြီးတော့အဖူးတွေအကုန်ထလာတယ်ဒါလည်းသူမလှုပ်နော်လူဆိုတာမခံကျင်လုံးအားကြီးလာရင်လှုပ်ရမှာပဲလေအဲ့ဒါသူလုံးဝပေးနိုင်တယ်အံ့ဩစရာတော်တော်ကောင်းတယ်မယုံနိုင်စရာပါပဲဟုတ်လားအဲ့ဒီလိုနဲ့ဦးဇင်းတို့19နှစ်သားရောက်ပြီဆိုတော့ဘာနဲ့စမ်းလဲဆိုတော့အခက်ခဲဆုံးအရာနဲ့စမ်းတယ်အဲ့ဒါကတော့ဘာလဲဆိုတော့အရွယ်ရောက်တဲ့ဝိသဘာကအာယုံကချေတဲ့မိမတွေနဲ့စမ်းတယ်တဲ့အဲ့ဒီမှာခက်တာပဲသူနော်အဲ့ဒီမှာသူခက်ပြီတော်တော်ခက်ပြီအဲ့ဒီမှာသူဘလို့စဉ်းစားတော့ဆိုတော့ငါတဲ့16နှစ်လုံးငါငရဲကြတဲ့လောက်နှီးပါငါအစင်းရဲခံခဲ့တာဒီတစ်ချိန်ကျိုးသွားရင်တော့ငါလောက်ရှက်စရာကောင်းတဲ့လူမရှိတော့ဘူးတဲ့သူစဉ်းစားနေတာနော်အဲ့ဒါကားကြည်တွေကသူ့ဘေးမှာဝိုင်းနေပြီးယောက်ျားတစ်ယောက်မှမရှိဘူးအဲ့ဒီမှာသူစဉ်းစားပြီးတော့ဒါရှက်စရာကြီးငါဒီဟာကျိုးသွားတော့ဒုက္ခပဲအဲ့ဒီမှာသူစဉ်းစားပုံလေးတော်တော်မြန်နိုးစရာကောင်းတယ်ဗျတကယ်လို့ငါသာဒီနေရာမှာကျိုးပေါက်သွားမယ်ဆိုလို့ရှိရင်နောက်လူတွေတဲ့ဩကာမဂုဏ်ကိစ္စဆိုတာဘယ်သူမှမလွန်ဆန်နိုင်ပါဘူးကွာအပြောပါပဲလို့ဥကျိုးသွားပြီးတော့ကြည်ပါလားတေမီမင်းသားကြီးတောင်မှ16နှစ်လုံးကျင့်လာခဲ့ပြီမလို့မိမနဲ့တွေ့တော့သူလေသွားတာပါပဲကွာလို့ငါ့ကိုတက်သေးအရာထားပြီးတော့တရှောင်လုံးငါသမိုင်းကြောင်းကြီးငါ့ကိုထောက်ပြီးတော့နောက်လူတွေအကျိုးမဲ့ကြတော့မယ်တဲ့ငါဒီနေ့မှတတိထားမှဖြစ်မယ်သူကသူစဉ်းစားတာနော်အဲ့ဒါကမကောင်းတဲ့ဘက်ကနေသူလှည့်ပြီးတော့စဉ်းစားတာငါဖောက်ပြက်သွားလို့ရှိရင်ငါ့ကိုတက်သေးအရာထားပြီးတော့နောက်လူတွေဒုက္ခရောက်ဟုတ်လားတကယ်လို့ငါထိန်းနိုင်မယ်ဆိုလို့ရှိရင်ငါဟာထုံကောင်းကြီးတစ်ခုတွင်ရစ်အောင်လုပ်ရရောက်တယ်ကြည်စမ်းတကယ်ကြိုးစားရင်ဒီအရာလဲလွန်မြောက်နိုင်တဲ့အရာလို့နောက်လူတွေအတက်ပြီးတော့ကြိုးစားကြမှာဟောအဲ့ဒါလို့စဉ်းစားတော့သူ့မှာအားတွေဖြစ်လာတယ်နော်အားဖြစ်လာပြီမလို့အဲ့ဒါဘေးကနေဝိုင်းနေတာတွေကိုလန့်သွားအောင်သူဘယ်လိုလုပ်တယ်လဲဆိုတော့ဝင်လေထွက်လေကိုသူချုပ်လိုက်တယ်တဲ့ချုပ်ပြီးတော့သူအဋိဋ္ဌံလိုက်တယ်လာပြန်ပြီအဋိဋ္ဌံပါရမီလေးကသိလားဘယ်လိုအဋိဋ္ဌံလဲဆိုတော့ငါရဲ့ခန္ဓာကိုယ်ကိုလာထိတဲ့အမျိုးသမီးမှန်သမျှနူးညံ့တဲ့အတွေ့အထိကိုမရပါစေတည်းလို့အဋိဋ္ဌံလိုက်တယ်အဲ့ဒါအမျိုးသမီးတယောက်ကသူ့ကိုလာထိတယ်ဘာမှအသေးကောင်ကြီးထိလိုက်ရတယ်လို့ကြမ်းကြမ်းထန်ထန်ကြီးထိလိုက်ရဖြစ်ပြီးတော့ကြောက်ပြီးတော့ထွက်ပြေးတာအဲ့ဒီမှာအကုန်ထွက်ပြေးတာအောင်သွားတယ်နော်အေးအဲ့ဒီလိုအောင်သွားတော့ gain ဘုရင်ကြီးကဒီလောက်ဆွန့်နဲ့အားတဲ့လူကိုဘာလို့မှာတော့ဆိုတော့အမတ်တွေကဘလို့အကြံပေးတော့တတ်ပြလိုက်တဲ့မတတ်လို့ရှိရင်တိုင်းပြည်ရဲ့အန္တရာယ်မင်းကြီးရဲ့အန္တရာယ်မိဖုရားကြီးရဲ့အန္တရာယ်ဖြစ်လိမ့်မယ်ဆိုတော့သူ့ကိုတိုင်းပြည်ကထုတ်ကြပြီနော်အဲ့ဒီကြတော့မှသူ့ရဲ့အလိုဆန္ဒကအထွတ်အထိပ်ကိုရောက်တာဟုတ်ရဲ့လားနောက်တော့ရသေးဝက်ပြီးတော့အမေဖေတွေလည်းရသေးဝက်တယ်နောက်တိုင်းသူပြည်သားတွေရသေးဝက်တယ်ခုနှစ်ပြည်တောင်ရသေးဝက်တယ်လို့ဆိုတယ်သူတယောက်တည်းအဋိဋ္ဌံအောင်သွားတာနဲ့ကြံတဲ့လူတွေဘာဖြစ်သွားတော့အကျိုးကြီးသွားတာခုနကကိစ္စမှာပြုတ်ကြမယ်ဆိုရင်အကုန်လုံးအဲ့ဒီအကျိုးတရားတွေ
မရတော့ဘူးအဲ့ဒီလောက်ဦးဇင်းတို့ဘုရားလောင်းကြီးဟာအဋိဌံပါရမီကိုဖြည့်ဆည်းခဲ့တယ်အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ဒီနေရာမှာအချက်နှစ်ချက်တွေ့ရတယ်ဗျဘာတွေ့တော့ဆိုတော့ဆင်းရဲဆင်းရဲဓာတ်ထက်ဆင်းရဲတာနဲ့နှိုင်းပြီးတော့သူ့ရဲ့စိတ်ကူးကိုမပျက်စီးအောင်ထိန်းသွားတယ်ဆိုတဲ့အချက်ကလေးပဲဟုတ်ရဲ့လားဆိုကြပါစို့မပြည့်စုံမှကြောက်လို့မကောင်းမှုတွေလုပ်တော့မယ်ဆိုရင်နော်မပြည့်စုံလို့ဆင်းရဲတာထက်အပယ်လေးပါးဆင်းရဲကပူကြီးပါတယ်လို့ဆင်းရဲနှစ်ခုကိုနှိုင်းရှင်ပြီးတော့မကောင်းမှုကိုမပြုတ်မိအောင်အဋိဌံတံပတ်ကြီးမြဲအောင်မတင်းသင့်ဘူးလားတင်းသင့်နေဟုတ်ရဲ့လားအေး तू ကောင်းတာလေးတွေ့တော့လည်းပဲဒီကောင်းတာဘာလို့မှလဲဒီကောင်းတာတဲ့ကောင်းတာတွေရှိပါသေးတယ်ဒီကောင်းတာကိုမဲ့ရင်မကောင်းတာကြီးရလိမ့်မယ်လို့ကောင်းတာနဲ့ပတ်သက်ပြီးတော့လည်းပဲ तू မတုံမလှုပ်စိတ်ကိုထားပြီးတော့အဋိဌံပါရမီပြည့်အောင်ဖြည့်ခဲ့တာဟုတ်လားအဲ့တော့ဦးဇင်းတို့ကဘာကိုသွားပြီးတော့အမှတ်ရတော့ဆိုတော့ပထမခန္ဓာဝင်ဆိုတော့ဘုရားကြီးပြောခဲ့တာလေဆင်းရဲကြီးကိုမြင်လျင်ဆင်းရဲလေးကိုကြိတ်မိတ်တီးခံတဲ့ကောင်းတဲ့စကားနော်တော်တော်ကောင်းတယ်နော်အေးကိုမှတစုံတရာအလိုမကျမှုဆင်းရဲမှုတွေဖြစ်လာလို့မကောင်းမှုတွေလုပ်တော့မယ်ကြံလို့ရှိရင်ဒီဆင်းရဲလေးကတိတိလေးပါဒါလှုပ်လိုက်ရင်ဒါတဲ့ကြီးရဲ့ဆင်းရဲကြီးတွေ့လိမ့်မယ်ဆိုပြီးတော့ဆင်းရဲကြီးကိုကြောက်ရင်ဆင်းရဲလေးကိုကြိတ်မိတ်ပြီးတော့တီးခံတဲ့ဆိုကြပါစို့တရားထိုင်ရင်ညောင်းလာတယ်ကြိုက်လာတယ်ထိုက်တဲ့လောက်တော့ကြော်ဖြတ်ဖို့ခက်တဲ့ဆင်းရဲတွေတွေ့ရတာပေါ့နော်အေးဒါကိုမလုပ်ရင်ဒါတဲ့ကြီးကျယ်တဲ့တန်တရားဆင်းရဲအပယ်ဆင်းရဲဖြစ်လိမ့်မယ်လို့ဆင်းရဲကြီးတာကိုလှမ်းကြောက်ပြီးတော့ဒီဆင်းရဲသေးသေးလေးကိုမြန်မြန်ကြော်ဖြတ်နိုင်အောင်ကြိတ်မိတ်ပြီးတော့တီးခံရမယ်အဓိပ္ပာယ်အင်မတန်ကျယ်ဝန်းတယ်နော်အဲ့ဒါနဲ့တစ်ဆက်တည်းစတော်ကြီးကဘာဆက်ပြောတုံဆိုတော့ချမ်းသာကြီးကိုမြင်လျင်ချမ်းသာလေးကိုပြက်ပြက်စွန်းတဲ့ဒါလည်းပဲကောင်းတာပဲနော်ချမ်းသာကြီးကိုမြင်ရင်ချမ်းသာလေးကိုပြက်ပြက်စွန်းချမ်းသာကြီးဆိုတာနိဗ္ဗာန်ချမ်းသာကိုပြောတာခုတရားဓမ္မတို့ဦးဇင်းတို့ဒီကာမချမ်းသာဆိုတဲ့ဆင်းရဲလေးကိုမစွန့်နိုင်လို့နိဗ္ဗာန်ချမ်းသာဆိုတဲ့ဆင်းရဲကြီးနဲ့လွဲနေသေးတာဟုတ်ရဲ့လားဒါကြောင့်ကိုဆုံးမရမယ်ဆင်းရဲကြီးတွေရှိတယ်ချမ်းသာကြီးတွေရှိတယ်ချမ်းသာလေးကိုမသိဆင်းရဲလေးကိုမသိခံနိုင်ရင်ဆင်းရဲကြီးနဲ့ညားတတ်တယ်ဟုတ်လားချမ်းသာလေးကိုမစွန့်နိုင်ရင်ချမ်းသာကြီးနဲ့လွဲတတ်တယ်ဒါကြောင့်မိမိတို့ရဲ့ကောင်းတာကိုလုပ်မယ်မကောင်းတာကိုရှောင်မယ်ဆိုတဲ့အဋိဌံဟုတ်ရဲ့လားအဲ့ဒီအဋိဌံကိုမြဲမြံစွာမကျင့်သုံးသင့်ဘူးလားကျင့်သုံးသင့်တယ်ငါဒါနပြုမယ်သီလဆောက်တည်မယ်တမာတိဖြစ်အောင်လုပ်မယ်ပညာဖြစ်အောင်လုပ်မယ်ဘယ်အတိုင်းတာရောက်ရင်ငါဘာလုပ်မယ်လို့ဆုံးဖြတ်ထားတာတွေကိုတခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နာကလာတဲ့လေတို့ကြောင့်မတုံလှုပ်တလူမျိုးတဲ့ဟုတ်လားအဲ့ဒီလိုမျိုးအဋိဌံပါရမီကိုသင်သူတော်ကောင်းဖြည့်ဆည်းနိုင်မယ်ဆိုရင်ဘုရားရှင်စေဧကံပါလိမ့်မယ်ဆိုပြီးတော့သူမိတာရှင်ရဲ့တေကသူ့ကိုယ်သူမဆုံးမဘူးလားဆုံးမတယ်အဲ့ဒါဦးဇင်းတို့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုဒီတဏှာရီခွဲအချိန်တွင်းမှာပြောပြတယ်သစ္စာပါရမီနဲ့အဋိဌံပါရမီတဲ့ဟုတ်ရဲ့လားဒါကြောင့်သစ္စာပါရမီမှာပြောခဲ့တဲ့စကားတွေကိုမှတ်သားပြီးတော့တတ်နိုင်သမျှမှုသားစကားကိုရှောင်ကြဖို့ဟုတ်ရဲ့လားအဋိဌံပါရမီမှာဦးဇင်းတို့ပြောခဲ့တဲ့စကားတွေကိုမှတ်သားပြီးတော့တတ်နိုင်သမျှကောင်းတာကိုကျင့်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကလေးတွေကိုခိုင်မာအောင်ကြိုးစားဖို့ဟုတ်ရဲ့လားဦးဇင်းတို့အဲ့ဒါလို့သစ္စာပါရမီအဋိဌံပါရမီကိုကြိုးစားပြီးတော့ဖြည့်နိုင်ကြပါစေလို့တိုက်တွန်းရင်းနဲ့ဒီကနေ့ဦးဇင်းတို့စတုထမြောက်သစ္စာပါရမီနဲ့အဋိဌံပါရမီဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်ဘဝတုသဗ္ဗမင်္ဂလရက္ခတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနသရတုခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခတုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနသရတုခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခတုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနသရတုခိဘဝန္တုတိတေတုံမကသင်တရားနာပိတပေါင်းသူတော်ကောင်းတို့စားထားအာလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝသည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗမင်္ဂလံသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်
မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနံမိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏ်တို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေ။သဗ္ဗဗုဒ္ဓ ानु ဘာဝိနာကင်္ဂဝါလူသေးစုမကပွင့်တော်မူကြတဲ့ရှုစုတော်တာပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကုဒေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝိနာမဲလီတံဖူလီတံနိဗ္ဗာန်ပရိယတ္တိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုဒေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗတံ ानु ဘာဝိနာမေကထံ၄ယောက်ဖလထံ၄ယောက်ဆိုသောရှင်တော်ရိယတံအရှင်မြတ်တို့နဲ့တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခါမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းသာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းဦးဇင်းတို့9 မိနစ်ခန့်မြတ်မြတ်စွာဘုရားကိုမြတ်သောအကျင့်ဖြင့်ပူဇော်ကြရအောင်ဟာလိုတက္ကကြီးတွေကတင်မလေးခွေထိုင်တက္ကမကြီးတွေကကျုံညုံထိုင်မြတ်စွာဘုရားကိုမြတ်သောအကျင့်ဖြင့်ပူဇော်ရပြီတော့မယ်လို့ဝမ်းမြောက်သောစိတ်ရှင်လန်းသောစိတ်ငြိမ်းချမ်းသောစိတ်ချမ်းသာသောစိတ်ဖြင့်မိမိတို့အထုတ်နေကြနည်းရှိတယ်ဆိုရင်လည်းကြိုက်တဲ့နည်းနဲ့အထုတ်နိုင်ပါတယ်ဦးဇင်းတို့ပြောတာကိုကြိုးစားကြည့်မယ်ဆိုရင်လည်းကြိုးစားကြည့်လို့ရပါတယ်ဝင်လေလေးဝင်နေတာရှိပါတယ်ထွက်လေလေးထွက်နေတာရှိပါတယ်ဝင်လေလေးဝင်နိုင်နှာသီးတနေရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ဝင်သွားတာပါအဲ့ဒီထိတဲ့သဘောလေးကိုသိအောင်ကြိုးစားပါထွက်လေလေးထွက်တော့လေနာသီပြတနေရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ထွက်သွားတာပါအဲ့ဒီထိတဲ့သဘောလေးကိုသိအောင်ကြိုးစားပါဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိထိတာကိုသိနေတဲ့အချိန်ဟာလောဘဒေါသမောဟဖြစ်ခွင့်မရလို့အင်မတန်တန်ရှင်းစင်ကြယ်တယ်လို့ဆိုရပါတယ်ထိတာကိုသိနေတဲ့အချိန်ဟာလောဘဒေါသမောဟဖြစ်ခွင့်မရလို့အင်မတန်မြင့်မြတ်တယ်လို့ဆိုရပါတယ်ယုံညံ့တာတွေမရှိလို့မြင့်မြတ်တယ်ညင်နွမ်းတာတွေမရှိလို့တန့်ရှင်းတယ်စိတ်ဟာလက်ဖြစ်တဲ့အတွင်းမှာဂရေတသိန်းလောက်ဖြစ်ပြီးချုပ်တယ်လို့ဆိုပါတယ်ထိတာကိုသိနေတဲ့အချိန်ဟာတူတောင်းပေးမယ်လို့ကုသိုလ်စိတ်တွေအများကြီးဖြစ်သွားတာပါဒါကြောင့်ရသလောက်ကြိုးစားမယ်ဝင်လေဝင်နိုင်ထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိဝင်လေလေးဝင်တဲ့အခါမှာထိတဲ့သဘောလေးတွေဟာထိစင်ဆက်မပြတ်ဖြစ်ပေါ်သွားတယ်အဲ့ဒီထိတဲ့သဘောလေးတွေကိုတတ်နိုင်သမျှအသေးစိတ်သိအောင်ကြိုးစားပါထွက်လေထွက်တော့လည်းပဲထိတဲ့သဘောလေးတွေဟာတတိပြီးတတိစင်ဆက်မပြတ်ဖြစ်ပေါ်သွားတယ်အဲ့ဒီတီးတဲ့သဘောလေးကိုတတ်နိုင်သမျှအသေးစိတ်သိအောင်ကြိုးစားပါတီးတဲ့သဘောလေးထဲမှာဘယ်လိုခံစားချက်တွေပါသလဲဝင်လေဝင်နိုင်ထိတယ်ထိတိုင်းသိတယ်ထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိတယ်အာနာပါနကမ္မထံကိုစီးပြန်နေတာမဉ္ဇဉ်ပူဉ္ဇဉ်ကိုအထောက်ပံ့ဖြစ်တဲ့မ
ဉဏ်ဖွဉဏ်ကိုရှားစီတဲ့အာနာပါနကမ္မထံကိုရှိပြန်နေတာထိတာကိုသိနေတဲ့အချိန်မှာကာယကံတောင်းကျမ်းမှုဝစီကံတောင်းကျမ်းမှုမရှိလို့သီလသိက္ခာနဲ့ပြည့်စုံနေတယ်ထိတာကိုသိနေတဲ့အချိန်မှာမနောကံတောင်းကျမ်းမှုမရှိလို့တမာရီသိက္ခာနဲ့ပြည့်စုံနေတယ်ထိတာကိုသိနေတဲ့အချိန်မှာအမှန်တိုင်းသိနေတဲ့အတွက်ကြောင့်ပညာသိက္ခာနဲ့ပြည့်စုံနေတယ်သီလတမာရီပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုတပြိုင်တည်းကျင့်သုံးနေတာမြတ်စွာဘုရားရဲ့သီလသာသနာတမာရီသာသနာပညာသာသနာလို့ဆိုတဲ့သာသနာတော်မြတ်ကြီး၃ရပ်မိမိတန်တမှာတီးနေတာမိမိတန်တမှာသာသနာတည်အောင်ပြုလုပ်နေတာသာသနာဆိုတဲ့အဆုံးအမနဲ့အညီကျင့်သုံးနေတာဒါကြောင့်ဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိထိတဲ့သဘောရဲ့သိတဲ့သဘောရဲ့လို့နှမျိုးကွဲပြားအောင်သဘောပေါက်အောင်စူးစူးဆိုင်ကြိုးစားပါပိဋကသုံးပုံကိုအနှစ်ချုပ်ရင်ဘောဓိပက္ခိယတရား38ပါးရတယ်ဘောဓိပက္ခိယတရား38ပါးကိုအနှစ်ချုပ်ရင်မဂ္ဂင်10ပါးရတယ်လို့ဆိုပါတယ်မဂ္ဂင်10ပါးကိုအနှစ်ချုပ်ရင်သီလသိက္ခာတမာရီသိက္ခာပညာသိက္ခာလို့ဆိုရတယ်သိက္ခာ3ပါးရပါတယ်သိက္ခာ3ပါးကိုအနှစ်ချုပ်ရင်အပမဒါဆိုတဲ့တတိတရားတစ်ခုရတယ်ထိတာကိုတည်တိုင်းအပမဒါဆိုတဲ့တတိခေါင်းဆောင်တဲ့ကုသိုလ်ကောင်းမှုတွေမိမိတန်တမှာဖြစ်ပေါ်သွားတာကုသိုလ်လို့ပြောခြင်းနဲ့ဆိုရင်တတိပဋ္ဌာန်တရား၄ပါးကိုပြောပါတဲ့တတိပဋ္ဌာန်တရား၄ပါးဟာတကယ်မှကုသိုလ်သက်ပါတဲ့ထိတာကိုသိနေတဲ့အချိန်ဟာတန်ရှင်းနေအဖြစ်ကင်းနေစင်ကြယ်တယ်တတိတွေထပ်ပြီးတော့ပွားများလာဖို့အကြောင်းဖြစ်တယ်တမာတိရှိလာဖို့အကြောင်းဖြစ်တယ်မှန်မှန်ကန်ကန်သိလာဖို့အတွက်အခြေခံကြတဲ့အကြောင်းဖြစ်တယ်ထိတာကိုသိရင်နဲ့တည်ငြိမ်တဲ့သဘောတွေသိမြင်နားလည်လာတဲ့သဘောတွေတဆင့်ပြီးတဆင့်တရားကကိုယ်ကိုသင်သွားမှာဒါကြောင့်ဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိကြောင်းကြတဲ့စိတ်နဲ့မသိပါနဲ့တောင့်တတဲ့စိတ်နဲ့လည်းပဲမကြည့်ပါနဲ့သဘာဝတရားကိုသိမြင်နားလည်ခြင်းနဲ့ဆိုတဲ့စိတ်နဲ့သိအောင်ကြိုးစားပါဖြစ်အောင်လည်းမလုပ်နဲ့ပြက်အောင်လည်းမလုပ်နဲ့ဖြစ်တာပြက်တာသိပါစေတဲ့တစုံတစ်ခုဖြစ်အောင်လုပ်တယ်ဆိုရင်လောဘဖြစ်တယ်လို့ဆိုတယ်ပြက်အောင်လုပ်တော့ဒေါသဖြစ်တယ်လို့ဆိုတယ်ဖြစ်တာပြက်တာမသိတော့မောဟဖြစ်တယ်လို့ဆိုတယ်ယောဂီရဲ့တာဝန်ကဖြစ်တာပြက်တာကိုသိနေဖို့ပါပဲဖြစ်အောင်ပြက်အောင်လုပ်နေဖို့မဟုတ်ပါဘူးဒါကြောင့်တဘာဝအလျော်စွာဖြစ်ပြီးပြက်နေတဲ့ထိခြင်းသဘောသိခြင်းသဘောဆိုတာတွေကိုသိအောင်ကြိုးစားပါ
gain ဦးဇင်းတို့မြတ်စွာဘုရားကိုမြင့်မြတ်စင်ကြယ်တဲ့အကျင့်မြတ်ဖြင့်ပူဇော်ရပြီလို့အားလုံးဝမ်းတော့ဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ကြပါစေ10မိနစ်တောင်ရှိသွားပါပြီခြေတော်ဆုံးဥခိုက်ဖူးမြော်ခြင်းညိုအပ်ပါသည်ရှင်ဗျာဓမ္မပူဇာလူတော်ငွေပေးအပ်ပွဲအခမ်းအနားနဲ့ရေစက်ချတရားချီးမြှင့်ပွဲအခမ်းအနားကျင်းပသွားမှာဖြစ်ပါတယ်ရှင်ဗျာကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးဓမ္မပူဇာပွဲတွင်6ရက်9လ2021ဒီကနေ့ဓမ္မပူဇာလူရှင်များဖြစ်ကြသောမိဘများအားဥထိတ်ထား၍ဥခင်စောလက်ဒေါ်ရီဝင်းမိသားစုမှဓမ္မပူဇာလူရန်ငွေကျပ်2သိန်းနှင့်တကွဒီကနေ့ယဟန်ရှင်လူတရားနာပရိသတ်အပေါင်းမှလူရန်ငွေ2,900,900ကျပ်ဖြစ်ပါကြောင်းနှင့်နှစ်ရက်ပေါင်းဓမ္မပူဇာလူတော်ငွေ4,900,900ကျပ်ကတ်လူပေးပါရန်ဥခင်စောလက်ဒေါ်ရီဝင်းအားဖိတ်ခေါ်အပ်ပါတယ်ရှင်ဓမ္မပူဇာလူရန်ငွေများကိုလက်ခံနိုင်ရန်ဆရာတော်ဘုရားကြီးကပ္ပိယကာရကဖြင့်ဥစောနိုင်ဦးအားဖိတ်ခေါ်အပ်ပါတယ်ရှင်သာ